ဒီနေ့ကျင်းပတဲ့ပွဲကရွှေပြည်သာမြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီ၏ရွှေပြည်သာမြို့နယ်လုံးဆိုင်ရာနှစ်ဦးအထူးဓမ္မပူဇာပွဲတပင်ပေါ့ဒီပွဲမှာဦးဇင်းကအချိန်ရသလောက်တရားဓမ္မနဲ့ပြန်ပြီးတော့ကျေးဇူးဆက်ပါမယ်အကြာကြီးလည်းမဟောနိုင်ပါဘူးတဏှာကြီးလောက်ပေါ့ဘလောက်လဲနားနိုင်တယ်မို့လားညတဏှာကြီးလက်ကားစားတာပါဟဲ့အဲ့လောက်ဒီလည်းငါမဟောနိုင်တော့ကြားလားအသက်ကတရားပြည့်ဖို့ရခု60ဆိုတော့နော်နှစ်ပတ်ကတစ်ပတ်ကဆိုလွတ်လပ်ရေးနေ့စဉ်ကအသက်60နဲ့တစ်နှစ်ပြည့်သွား60တစ်နှစ်ပြည့်သွားပြီပြန်ချွေးတော်ပြန်လာလို့ဒါ62နှစ်ထဲရောက်ပြီပေါ့နော်ဒါမို့ဦးဇင်းကကြိုတင်ပြင်ဆင်ထားကြပါဆိုတဲ့တရားလေးတစ်ပုဒ်နဲ့ကျေးဇူးဆက်ခြင်းဗာတရားတယ်လေကြိုတင်ပြင်ဆင်ထားကြပါအဲ့ဒီတရားကမြတ်စွာဘုရားဟောတာမြတ်စွာဘုရားဟောထားတဲ့တရားကိုဘုရားရဲ့ကိုယ်စားဦးဇင်းကဟောပြရမှာဖြစ်တဲ့အတွက်တရားမဟောခင်တရားမနာခင်တရားပိုင်ရှင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားကိုရှိခိုးကြအောင်လှုပ်ချီးပြီးတော့ညင်ညင်ညာညာလိုက်ဆိုကြဗုဒ္ဓဂုဏအနန္တအဟံဝန္ဒမိဘဖယာဧလုဘဝအယတော်သည်ဘုရားရှင်ရဲ့ဂုဏ်ကိုသရယုံကြည်လက်ဆုံးမို့၍ရှေခောကရောပါဤရှင်ဘုရားဓမ္မဂုဏအနန္တအဟံဝန္ဒမိဘဖယာဧလုဘဝအယတော်သည်တရားတော်များရဲ့ဂုဏ်ကိုသရယုံကြည်လက်ဆုံးမို့၍ရှေခောကရောပါဤရှင်ဘုရားသံဃဂုဏအနန္တအဟံဝန္ဒမိဘဖယာဧလုဘဝအယတော်သည်သံဃာတော်များရဲ့ဂုဏ်ကိုသရယုံကြည်လက်ဆုံးမို့၍ရှေခောကရောပါဤရှင်ဘုရားမာတာပိတုဂုဏအနန္တအဟံဝန္ဒမိဘဖယာဧလုဘဝအယတော်သည်နိဗ္ဗာန်ပါရဲ့ဂုဏ်ကိုသရယုံကြည်လက်ဆုံးမို့၍ရှေခောကရောပါဤရှင်ဘုရားအာစရိယဂုဏအနန္တအဟံဝန္ဒမိဘဖယာဧလုဘဝအယတော်သည်ဆရာသမားများရဲ့ဂုဏ်ကိုသရယုံကြည်လက်ဆုံးမို့၍
ရှင်ဘုရားကတ္တရုခောကြိုတင်ပြင်ဆင်ထားကြပါနော်မင်းညဦးဇင်းရဲ့ညီတော်ကြီးနရတမီလင်္ကာရဟလားပါတရားတွေဟောသွားဟလားအေးအဲ့တော့ဦးဇင်းကတော့ကြိုတင်ပြင်ဆင်ထားပါဘာဖြစ်လို့လဲဘာကြောင့်လဲဘာကိစ္စရှိလို့လဲလို့မေးရရှိတယ်တိမင်းသားလေးအိပ်ပျော်ရကနိုးလာတယ်နှစ်လသားအရွယ်လေးအိပ်ပျော်ကနိုးလာတဲ့အခါကျတော့သူအိပ်တဲ့ပကက်ကြီးတော့ရွှေပကက်ကြီးဖြစ်သူ့ရဲ့နန်းတော်ကြီးကြီးတော့ကြောက်တံပရမတွေနဲ့စီချက်ပြီးတော့ထားတာဘယ်ကောင်းမှုကုသိုလ်ကံကြောင့်ဒီစည်းစိမ်ရတယ်လဲငါဘယ်ဘဝလာခဲ့တာလဲဆိုပြီးတော့စဉ်းစားလိုက်တဲ့အချိန်မှာပြုံးဆိုဇာတိတ္တရဉာဏ်တွေပေါ်လာတယ်။ဘာဉာဏ်? ဇာတိတ္တရဉာဏ်ဆိုတော့သူ့ရဲ့ဘဝဖြစ်စဉ်တွေကိုသိတဲ့ဉာဏ်ဇာတိတ္တရဉာဏ်။ဒါဇာတိတ္တရဉာဏ်နဲ့သူပြန်ကြည့်တော့ဘယ်ဘဝလာတာလဲလို့ပြန်ကြည့်တဲ့အခါကျတော့နတ်ပြည်ကဆင်းလာတော့သူသွားတွေ့တယ်ဘယ်ကလာတာလဲနတ်ပြည်ကလာအဲ့ဒါနတ်ပြည်မရောက်ခင်ဘယ်ကလာတာလဲလို့ပြန်ကြည့်တဲ့အခါကျတော့သူဥတ္တရငရေကတက်လာဥတ္တရငရေသူတုံလှုပ်သွားတယ်ကြောက်ရွံ့သွားတယ်ထိတ်လန့်သွားတယ်ဘယ်အကုသိုလ်ကံကြောင့်ဒီဥတ္တရငရဲမှာခံတယ်လဲလို့ပြန်ကြည့်တော့သူကာတိတိုင်းမှာတဲ့ရှင်ဘုရင်ဖြစ်ခဲ့ဘူးတဲ့ရှင်ဘုရင်ဖြစ်ခဲ့ဘူးတဲ့အနှစ်20သူရှင်ဘုရင်လုပ်ခဲ့တယ်အဲ့ဒီရှင်ဘုရင်ဖြစ်စဉ်ဘဝတုန်းကရာဇဝသားတယောက်ကိုတတ်မိတ်ပေးတဲ့အကုသိုလ်ကံကြောင့်အနှစ်8000တိတိဥတ္တရငရဲမှာသူခံခဲ့ရအခုကာတိတိုင်းမှာသူကာတိရမင်းကြီးရဲ့သားတော်လာပြီးတော့ဖြစ်နေသူရှင်မင်းလို့ရတော့သူတုံ့လုံနေတယ်ကြောက်ရွံ့နေတယ်ထိတ်လန့်နေတယ်ဒါကိုဘယ်သူသိတယ်လဲဆိုတော့ထိကျဆောင်နတ်သမီးကသိတယ်သိတော့သားရဲ့တဲ့ငါသားမင်းရှင်မင်းမလုပ်ချင်ဘူးဆိုရင်မစွန့်ကျင်မနဲ့လဲစွန့်ကျင်အောင်ဆောင်မအားခြင်းမနဲ့လည်းအားခြင်းအောင်ဆောင်ဒါကျွတ်တင်ပြစင်ထားတမို့တေမိမင်းသားမစွန့်ခြင်းမနဲ့လည်းမအားခြင်းမနဲ့လည်းအဲ့ဒါကြောင့်ဗာမင်းသားတေမိမင်းသားလို့ဆိုတယ်ဒါကျွတ်တင်ပြစင်ထားအဲ့ဒီခါကျတော့အဲ့ဒီတေမင်းမသားမစွန့်ကြမနဲ့လည်းစွန့်ကြအောင်ဆောင်မအားကြမနဲ့အားကြအောင်ဆောင်တာဘယ်ရွယ်ရောက်လာတယ်လဲဆိုတော့16နှစ်သားအရွယ်ရောက်လာအဲ့ဒါ16နှစ်သားအရွယ်ရောက်လာတဲ့အခါကျတော့ကာတိရမင်းကြီးကသုဏ္ဍာရတဲ့မောင်သုဏ္ဍာရတဲ့တွေလာစမ်းကွက်ငါရဲ့သားဖြစ်တဲ့ငစွန့်ငါအားငါတုံးကြီးကိုအရှင်လက်နဲ့မြေဖို့တတ်ဆံกว่าဆိုအဲ့လိုခိုင်းတဲ့အခါကျတော့သူနန္ဒယထာတိကနေပြီးတော့ဖះလောင်းတိမိမင်းသားကိုယထာပေါ်တင်ပြီးတော့သုတ်တန်နဲ့ခေါ်သွားတော်တဲ့ခေါ်သွားတော်တဲ့ရောက်တဲ့အခါကျတော့ဖះလောင်းတိမိမင်းသားကိုမတတ်ခင်သူနန္ဒယထာတိကသွားပြီးတော့တွင်တူးတယ်အဲ့ဒီခါကျမှဘုရားလောင်းတိမိမင်းသားကယထာဘောကဆင်းပြီးတော့အမောင်သူနန္ဒယထာတိနဲ့မင်းဘာလုပ်တာလဲ
အဲ့ဒီခါကျမှအတန်ကြလို့နောက်လဲကြည့်တဲ့အခါဘုရားလောင်းတင်မြင့်မင်းသားကိုသွားပြီးတော့တွေ့မကြောက်ပါနဲ့တဲ့ငါတင်မြင့်မင်းသားပါတဲ့ငါရဲ့ခမဲတော်ဖြစ်တဲ့ကာတိရမင်းကြီးကိုသွားပြီးတော့ခေါ်ပါသွားပြီးတော့ခေါ်ခိုင်းတယ်ရောက်လာတဲ့အခါကျတော့ခမဲတော်ကာတိရမင်းကြီးကသားရဲ့တဲ့ငါသားမင်းရှင်မြင်လုပ်ပါတော့လို့ဆိုထိနာအပ်အဲ့ဒီခါကျတော့ဘုရားလောင်းတင်မြင့်မင်းသားကဘာပြောတယ်လဲဆိုတော့နေသာအဘဒေါလောကနေစင်္စပရိဝါရိတောကာယောအမောဂကေသန္တိကိဏရစေပိသင်စတိမာရသမြတ်သောမင်းတရားအာယံလောကဟောဒီလူနဲ့ပြမတတ္တဝါတွေဟာနေဆံအမြတ်တော်ရာအဘတော်တပ်ဖြတ်ခြင်းခံရသည်ဟောသည်ဖြစ်ပါလေပြီမင်းကြီးတဲ့လူနာပြမတတ္တဝါတွေဟာအမြတ်တော်ရာတပ်ဖြတ်ခံရတယ်နော်တဲ့ရှင်မင်းတရားကြိုတင်ပြစတာနေဆံအဘလောကနေစင်္စာပရိဝါရိတောမဟာရာဇမြတ်သောမင်းတရားအယံလောကဟောဒီလူနဲ့ပြမတတ္တဝါတွေဟာနေဆံအမြတ်တော်ရာပရိဝါရိတောပြေလို့မလွတ်အောင်ရန်သူတွေဟာအမြတ်တော်ရာဝိုင်းထားခြင်းခံရသည်ဟောသည်ဖြစ်ပါလေပြီတဲ့ရှင်မတရားတဲ့လူနဲ့ပြမတတ္တဝါတွေဟာအမြတ်တော်ရာတပ်ဖြတ်ခံရတယ်လူနဲ့ပြမတတ္တဝါတွေကိုပြေလို့မလွတ်အောင်ရန်သူတွေကဝိုင်းထားတယ်ရှင်မင်းတရားကျွတ်နေပြင်ဆင်ထားနော်နေသာအပန္တောနေစင်္စာပရိဝါရိတောကာယောအမောဂကသန္တိမဟာရဇမြတ်သောမင်းတရားအယံလောကဟောဒီလူနဲ့ပြမတတ္တဝါတွေဟာကာယောအမောဂကသန္တိအချီးနိမုတ်တဲ့အရာဝတ္ထုတရားဝဇန္တိသူတတ္တဝါတွေကိုသူနဲ့တပါးတဲ့အမြတ်တာခေါ်ဆောင်၍နေကြပါတော့သည်ဖယားမင်းကြီးတဲ့လူနာပြမတတ္တဝါတွေအမြတ်တာတပ်ဖြတ်ခံနေရတယ်လူနာပြမတတ္တဝါတွေကိုပြေးလို့မလွတ်အောင်ကျန်သူတွေကဝိုင်းထားတယ်လူနာပြမတတ္တဝါတွေကိုအချီးနှီးမုတ်တဲ့အရာဝတ္ထုတွေကတတ္တဝါတွေကိုသူနဲ့တပါးတဲ့ခေါ်ဆောင်ပါတယ်ခေါ်ဆောင်နေတယ်အရှင်မင်းတရားကြိုတင်ပင်စင်ထားနော်လို့အဲ့လိုဘုရားလောင်းတင်မြင့်မင်းသားကခမဲတော်ဖြစ်တဲ့ကာတိရမင်းကြီးကိုပြောတယ်အဲ့ဒီကဘုရားလောင်းကတဲ့အဲ့ဒီအခါကျတော့ဘုရားလောင်းတင်မြင့်မင်းနဲ့ပြောဆိုလိုက်တဲ့အတန်ကိုစကားတန်ကိုသူကြတော့သူနားမလည်ဘူးဖြစ်အဲ့လိုနားမလည်တော့ခမဲတော်ဖြစ်တဲ့ကာတိရမင်းကြီးကကေနအပတလောကကေနသပရိဝါရိတောကာယောအမောဂပကိသန္တိတာယေတဲ့ကေနအပတလောကအယံလောကဟောဒီလူနာပြမတတ္တဝါတွေကိုကေနဘယ်တရားဒီအပတော်တတ်ဖြတ်နေတာလဲတဲ့ဘယ်ပုဂ္ဂိုလ်ကတတ်တာလဲတဲ့အဖေကိုပြောပြစမ်းတယ်ဘေးကဘာလို့ကျွတ်တင်မစင်ရမှာလဲဒီကဘုရားလောင်းတင်မြင့်မင်းသားတွေကျင်နာသောမြတ်လုံးကရုဏာပါသောမြတ်လုံးမြင်ကြည့်ပြီးတော့မေစုနာဘဒလောကစရာယပရိဝါရိတောရတယောအမောဂကေဇန္တိဧဝံဇာနာယခတ္တိယမဟာရဇမြတ်သောမင်းတရားအယံလောကဟောဒီလူနာပြမသတ္တဝါတွေကိုမေစုနာရှင်သိမင်းသည်အဘတောအမြတ်တော်တပ်ဖြတ်၍နေသည်ဟောသည်ဖြစ်ပါလေပြီမင်းကြီးတဲ့လူနာပြမတတ္တဝါတွေကိုတပ်ဖြတ်နေသိမင်းတဲ့လူနာပြမတတ္တဝါတွေကိုတပ်ဖြတ်နေတာဘယ်သူလဲကြီးတဲ့ပုဂ္ဂိုလ်လည်းတတ်မှာပဲတဲ့ငယ်တဲ့ပုဂ္ဂိုလ်လည်းတတ်မှာပဲတဲ့ရွယ်တဲ့ပုဂ္ဂိုလ်လည်းတတ်မှာပဲတဲ့ကြီးတဲ့ငယ်တဲ့ရွယ်တဲ့တတ်မှချက်မရှိဘူးတဲ့ဥပမာအပြင်ပြောမယ်ဆိုရင်ဒုမဗလနေဝပတ္တန္တိမာနဝ
Maharaja Myathamendaya Ware Jitani later can the Duma Balaniwa the teaching at the Rodi Patandiana Juja Kondagedo Mini later the Kama the Diwulani Jude Majuula Nurarile Yenario Manuma Mario later the Kama the Diwulani Jude Nurario Yena Manuma Mario Judro Sadi Shida Tatawara and Tatware Ashimi Chui one night, they one night. Judy Bissenta. Judy? Taiwan, don't have a matadava alo, Pielo, don't have a matadava alo, Tapian, they me. Dajamo Kanda go Bawazam, Asada Ikam. Khanda go bawaza mabyan asada ekam Maranada dirango dwe malana enjin Shiramya dadwa nabyama myala khaben Maloyo ywe aman chwe majana dwe Adenga yama nyinya ne pyaung talen sin aung Akung khoma Jire kaung le khoma be ngere kaung le khoma yure kaung le khoma Man needed the dear, Chimmy treat one night. Doza Later than a le Tulole Chilanele Sadi shit at that watch him treat one night. Jody Pisana David Bowler Kanda go Bawaza Mabian Sada Ikam Maranada de Rango, Dwe Malana, Engine, Shidamia, the Nabiamamia Lakabe Maloyo, Aman, Majana, Dwe, Adinka, Yamanin, and the Bondalese Am Tilogi Bondale Mabian, they say, Missalo Lang Tabin you took on down Tabin you took on down Malo Bamsela Hamo Amiana, Gine Bumia, Juaramu. Payada Brainy Babu Adi Payada Dua Bamule Judy Bissenta Deba Babela Kanda go Bawaza Mabian Sada Ikam Maranada de Rango de Malana Engine Shidamia Dadwa Najamamia Lakabe Maloyo Aman Majana Dwe Adinka Yamanin and the Dondalese Tilogi Bondale Mabian, they say, Missalo Lang. Tabin you took on down. Tabin you took on down, Malo Bamsela Hamo. Amiana Bine Bumia Juaramu. Naneo Ache Dulian. Naneo Che Dulian, Made du Shibushinle. Sadi Yad had a body, Alon de Magua. Sadi Yad had a body. Amo Jodin. David Bala Dajamo Luna Matadwa along Tapianet, the me. The me. Died Luna Matadwa along Tapiano, they may sort of hit the Gena Abandaloga Genaza, Priwarido Died Luna Matadawa along Pilo Malo, Balu Yanduria, Windhada, La Piu Piaone. Pilo Malongu, Windhada dead. Dia Pialam, Demi Menajiga, Janadom and Gruna Badom Yadom and Jibido. Mezuna Abadologas Raya, Priwarido Maharaja Myathamendaya. Ayan logo hori luna jomata dawarigo Pariwarido Pielo Malo Windada Suradia di Gazara Ojin Suradia di Hoti Pepalibi Luna jomata dawa alongo Tapianira di me Luna jomata dawa alongo Pielo Malo Windada Zara Luna jomata dawa alongo Pielo Malo Windada Abdullah Savene Pew What did you Meloni Biadari Medicine, Lelu Legging and Sanda? Yamagone, a Majiwa, why you are Mayabula? Bane Salula.
အဲ့ဒီဇရာဘာဖြစ်လို့နှိမ့်ဆက်တယ်လဲဆိုတော့ခန္ဓာရှိလို့ဘာရှိလို့အဲ့ဒီခန္ဓာဘာဖြစ်လို့ရှိတယ်လဲဘဝရှိလို့ဘာရှိလို့ဘဝဘာဖြစ်လို့ရှိတယ်လဲဇာတိရှိလို့ဘာရှိလို့ဒိဗ္ဗပေါက်ပြီလားအဲ့တော့ဇာတိဘာဖြစ်လို့ရှိတယ်လဲလို့မေးရင်တဏှာမပယ်နိုင်လို့တဏှာဘာဖြစ်လို့မပယ်နိုင်တယ်လဲလို့မေးရင်တတိမရှိလို့ဒါမို့တတိရှိရင်တဏှာမဖြစ်တဏှာမဖြစ်ရင်ဇာတိမလားဇာတိမရှိရင်ဘဝမဖြစ်ဘဝမဖြစ်ရင်ခန္ဓာမရခန္ဓာမရရင်မပျက်စီးဘူးမှန်လားအဲ့တော့တရားတို့တရားနာပရိသတ်တွေမှာဘာရှိတယ်လဲဇာတိရှိတယ်ဘာရှိလဲဇာတိရှိတယ်ဒါကြောင့်မို့လက်ဒီစောဖျားကြီးကဒီတန်တေလည်းရင်ကြောင့်ခက်ချင်းကြီးခက်ချင်းလက်ဒီစောဖျားကြီးဒီတန်တေလည်းရင်ကြောင့်ခက်ချင်းကြီးခက်ချင်းပြရင်မြပြစေတဲ့ကြက်တဲ့ရေမယ်ရေဝဇာတိဘဝလာနေစရတဆာရောက်မိပေအဲ့တော့ဇာတိရှိရင်ဘဝရတယ်ဘဝရရင်ခန္ဓာရတယ်ခန္ဓာရရင်ပျက်စီးတယ်ဇာတိရှိရင်ဘဝရမယ်ဇာတိရှိရင်ဘာရမယ်ဘဝရရင်ခန္ဓာရမယ်ခန္ဓာရရင်ပျက်စီးမယ်မအိုးခြင်းမနဲ့လဲမနာခြင်းမနဲ့လဲမသေးခြင်းမနဲ့လဲမပျက်စီးခြင်းမနဲ့လဲဇာတိရှိလို့ဘာရှိလို့လဲဒီတန်တေးလည်းရင်ကြောက်ခက်ချင်းကြီးခက်ချင်းရရင်မြပြစေတဲ့ကြက်တဲ့ရေမယ်ရေဝဇာတိဘဝလာနေစရတဆာရောက်မိပေသွားကြိုးလို့ပပိန်ပိန်သွားကြိုးလို့ပပိန်ပိန်အာအရှင်ပြသေးသမမင်းသမမင်းနိုင်လို့ခရစ်တန်တန်စားရင်သာစားလို့မရတော့ဘူးစားရင်သာစားလို့ရသေးလားသွားခြင်းသွားလို့ရသေးလားအဲ့ချင်းအဲ့ရသေးလားစိတ်သွားတိုင်းကိုပါသေးရလားစိတ်သွားတိုင်းဘာနှိမ့်ဆက်လို့လဲဘာနှိမ့်ဆက်အဲ့ဇရာဘာလို့နှိမ့်ဆက်ခန္ဓာရှိလို့ခန္ဓာဘာလို့ရှိလဲဇာတိရှိလို့ဒိဗ္ဗပေါက်သွားလားဒီတန်တေးလည်းရင်ကြောက်ခက်ချင်းကြီးခက်ချင်းပြန်ရင်မြပြစေတဲ့ကြက်တဲ့ရေမယ်ရေဩဇာတိဘဝလာရင်စရတဆာရောက်မိပေသွားကြိုးလို့ပပိန်ပိန်သွားကြိုးလို့ပပိန်ပိန်အာအရှင်ပြသေးသမမင်းသမမင်းနိုင်လို့ခရစ်တန်တန်သပင်ဖြူရှုပ်ပွေစွာငယ်တဲ့ဒုက္ခိနဒုက္ခကယံတုံချီကြီးခါကံငယ်နာတံပြန်ရော်ရွင်လို့ကိုမင်းအောင်ကိုမင်းမှုကုံကဇရာသုံးမကြပါအသက်ကြီးရင်ဘာမှမကောင်းတော့ကောင်းလားကောင်းတာတခုပဲရှိတယ်သက်ကြီးပူဇော်ပွဲကျန်တာသိမကောင်းတော့ကြားလားဟိုနေရာဆက်ပါတယ်ဒီနေရာဆက်ပါတယ်ဆိုပြီးတော့အပြောခါရတယ်အသက်ကြီးရင်အပြောခါရတယ်မခံရဘူးလားဘာနှိမ့်ဆက်လို့ဒါမှကြိုတင်ပြင်ဆင်ထားကြနော်ဒါမှမဟုတ်ဒီတန်တေးလည်းရင်ကြောက်ခက်ချင်းကြီးခက်ချင်းပြန်ရင်မြပြစေတဲ့ကြက်တည်းမယ်ရေဝဇာတိဘဝလာနေစရတဆာရောက်မိပေသွားကြိုးလို့ပပိန်ပိန်သွားကြိုးလို့ပပိန်ပိန်အာအရှင်ပြသေးသမမင်းသမမင်းနိုင်လို့ခရစ်တန်တန်သပင်ဖြူရှုပ်ပွေစွာငယ်တဲ့ဒုက္ခိနဒုက္ခကယံတုံချီကြီးခါကံငယ်နာတံပြန်ရော်ရွင်လို့အော်မင်းမို့ကုံကဇရာသုံးမကြပါရှင်သေမင်းလာမခေါ်ရတံရှင်သေမင်းလာမခေါ်ရတံလူအရာဝင်မှုရှင်လေသေမင်းလာမခေါ်ရတံမှာလူရဝင်သေးလားဘာမှလူရဝင်တော့ဒါမို့ကျွတ်တပြင်းရှင်းထားကြဒိဗ္ဗပေါက်သွားလားဒါမို့လူနာပြမှာတတ္တဝါအလုံးကိုတတ်ဖြတ်နေတာကသေမင်းလူနာပြမှာတတ္တဝါအလုံးကိုပြေးလို့မလော့အောင်ဝိုင်းထားတာကဇရာနှစ်ချက်ဒါမှကျွတ်တပြည့်ချင်းခိုင်းတာဒါရဲ့တဲ့လူနဲ့မြတ်တတ္တဝါအလုံးတပ်ဖြတ်တဲ့သေမင်းဆိုတာလည်းဖေသိကြီးတဲ့
လူနာပြမှာတတ္တဝါအလုံးကိုပြည့်လို့မလို့အောင်ဝိုင်းထားတာဇရာဆိုတာလည်းအဖေသိပြီတဲ့ကာယောအမောကကိစ္စန္တိတာယေတဲ့အချင်းနဲ့မဟုတ်တဲ့အရာဝတ္ထုတွေကလူနာပြမှာတတ္တဝါသူနဲ့တပါးတည်းခေါ်ဆောင်သွားတယ်ဘယ်တရားတွေကခေါ်ဆောင်တာလဲဒီတော့ဘုရားလောင်းဒီမင်းမသားကကျင်နာတော်မြတ်ကရုဏာပါတော်မျက်လုံးမြင်ကြည့်ပြီးတော့မေဇုနာအပန္နောကစရာယပရိဝရိတောရတယောအမောဂါကိစ္စန္တိဧဝံဇာနာယခတ္တိယမဟာရဇမြတ်တော်မြတ်တရားအမောဂတို့အချင်းနေမဟုတ်တဲ့အရာဝတ္ထုတွေကလူနတ်မြတ်မှာတတ္တဝါတွေကိုသူနဲ့တပါးတည်းခေါ်ဆောင်သွားတယ်ဆိုတာတခြားမဟုတ်ပါဘူးတဲ့ရတယောနေရလာနဲ့တော့သောနေရလာနဲ့ပြန်ပြောတနေ့ကုံသွားတာနဲ့တနေ့ခေါ်သွားတာသိမရတရက်ကုံသွားတာနဲ့တရက်ခေါ်သွားတလကုံသွားတာနဲ့တလခေါ်သွားတနေ့ကုံသွားတာနဲ့တနေ့ခေါ်သွားတာဒိဗ္ဗပေါက်ပြီလားကဲလိုက်ဆိုသမှာတရက်ကုံပြန်ငါယုံနာသေရန်တရက်လွတ်ခဲ့ပြီဟောနော်တရက်လွတ်သွားပြီဒိဗ္ဗပေါက်လားသေမင်းလက်ကလွတ်သွားတာနော်ကဲလိုက်ဆိုတရက်ရောက်ပြန်ငါယုံနာသေရန်တရက်နီးခဲ့ပြီတရက်ကုန်ရင်တရက်လွတ်တာတရက်ရောက်တာနဲ့ပြည့်တင်ပြစတာကလိုက်ဆိုတလကုန်ပြန်ငါယုံနာသေရန်တလလွတ်ခဲ့ပြီဟောလွတ်မလားဘူးလားခုဘာလာလဲဇန်နဝါရီဟုတ်တယ်မလားဘယ်နှစ်ရက်နှစ်ရက်မတလကုန်လာလို့ခုမှလွတ်လာရှိသေးတယ်သေမင်းလက်ကလွတ်လာရှိသေးတယ်ဟုတ်တယ်မလားကလိုက်ဆိုတလရောက်ပြန်ငါယုံနာသေရန်တလနီးခဲ့ပြီဘာဖြစ်သွားပြီလဲဒိဗ္ဗပေါက်လားကဲလိုက်ဆိုသမှာသုက္ကကာလလူဘဝဒိုလလူအသက်သုက္ကကာလလူဘဝဒိုလလူအသက်ဆိုတာဘာကာလလဲသောကကာလလေသတိနော်ကလိုက်ဆိုသောကကာလလူဘဝဒိုလလူအသက်တတိထားပါစဉ်းစားပါဒီစားဒါရောဆရာကြီးဆုံးမှာတာတတိထားပါတဲ့ဟုတ်လားစဉ်းစားပါတဲ့ဉာဏ်ပညာနဲ့စဉ်းစားတော့ဘာကာလလဲကလလိုက်ဆိုသောကကာလလူဘဝဒိုလလူအသက်တတိထားပါစဉ်းစားပါမှန်စွာကဲ့ရဲ့လျက်ဥကောင်မိလောင်ငြိမ်းအောင်ကျင်ညာပမာဒစွမ်းအားမြင့်အောင်တဲ့မသွားပဲသာနီး၍လာမှန်စွာသုတ်တံပဲမသွားပဲသာနီး၍လာမှန်စွာသုတ်တံပဲဆိုတာမသွားပဲသာနီး၍လာမှန်စွာသုတ်တံပဲဒိဗ္ဗပပဲလား
မသွားဘဲနဲ့နိဒါကသွားလျက်နဲ့ဝေးတာကနိဗ္ဗာန်သွားတာတော့နိဗ္ဗာန်သွားတာနိဗ္ဗာန်မရောက်ဘဲနဲ့သိဉ္ဇဉ်ကုမရောက်ဟုတ်တယ်မလားဆရာတော်ကြီးဆုံးမတာနော်ရောဆရာတော်ကြီးဆုံးမတာအဲ့ဒါငါကြက်ပြီးတော့နင်တို့ပြန်ပြောပြတာဒိဗ္ဗပေါ့လားဘာကာလလဲကာလဆိုသောကကာလလူဘဝဒိုလလူအသက်တတိထားပါစဉ်းစားပါမှန်စွာကြရလျက်ဥကောင်မီလာငြိအောင်ကျင်ညာပမာဒစွမ်းအမြင့်အောင်တဲ့မသွားပဲသာနီး၍လာမှန်စွာသုတ်တံပဲသွားပါတော်လဲဝေးနေမြဲချွတ်လွဲနိဗ္ဗာန်တွေသွားပါတော်လဲဝေးနေမြဲချွတ်လွဲနိဗ္ဗာန်တွေဟောအဓိပ္ပာယ်ရှင်းရှင်းလေးသွားတာပဲသွားတာလဲနိဗ္ဗာန်ရောက်တာကမသွားပဲသာနီး၍လာမှန်စွာသုတ်တံပဲသွားပါတော့လဲဝေးနေမြဲချွတ်လွဲနိဗ္ဗာန်တွေဘဝတစ်ခေါက်ခဏရောက်မကြောက်ရအောင်ကြိုးစားတယ်ကြိုးစားကြကုသိုလ်လုပ်သွားကြဒါလေးပဲနင်တို့ငါကုသိုလ်လုပ်ခိုင်းရမှာဒါပဲရှိတယ်ဒိဗ္ဗပေါက်သွားလားဒိဗ္ဗပေါက်သွားနော်ကလိုက်ဆိုတရက်ကုန်ပြန်ငါယုံနာတရားတရက်လွတ်ခဲ့ပြီတရက်ရောက်ပြန်ငါယုံနာတရားတရက်နီးခဲ့ပြီတလကုန်ပြန်ငါယုံနာတရားတလလွတ်ခဲ့ပြီတလရောက်ပြန်ငါယုံနာတရားတလနီးခဲ့ပြီတနှစ်ကုန်ပြန်ငါယုံနာတရားတနှစ်လွတ်ခဲ့ပြီဟောတနှစ်ကုန်သွားပြီနော်တို့ဘယ်လွတ်လာသေဘေးကအမှန်ပြုံနဲ့နော်ပြုံနဲ့သေဘေးလွတ်လာပြီကလိုက်ဆိုတနှစ်ရောက်ပြန်ငါယုံနာတရားတနှစ်နီးခဲ့ပြီငါစိတ်မကောင်းပါဘူးတို့ကြီးဟုတ်တယ်လေဟဲ့နင်ဘယ်လိုလုပ်ဟုတ်တယ်မလားနီးလာပြီနော်ဒါကြောင့်မို့လေဒီဆိုတော်ဘုရားကြီးကတခဏဝေးလေသမျှမဝေးလာတုတ်တန်ဟောဘလောက်ကောင်းတယ်ဒီတရားဒီလိုအချိန်ခါမျိုးဟောပေးရမှာဒိဗ္ဗပေါက်တာလားဗါတဲ့ပခဏဝေးလေသမျှမဝေးလာတုတ်တန်ပခဏဝေးရင်ဘာနဲ့နီးလားတုတ်တန်နဲ့နီးလာတာကိုငါအသက်က60ဘယ်လောက်လဲ61 62ထဲရောက်တော့နော်နှစ်ဖက်ကတစ်ဖက်ခါကျရင်က60နှစ်ထဲရောက်ပါမယ်ငါဘယ်နဲ့သားဒီငါပခက်ရှိခဲ့တယ်လေဆိုတော့ငါလည်းနှစ်သားလောက်ပြီးတော့ရှိတယ်နင်တို့တော့မပြောတာဘယ်နဲ့သက်ရှိခဲ့ဟလာနော်အဲ့ဒါပခက်နဲ့ဝေးတာအနှစ်60ပခက်နဲ့ဝေးတာဘယ်လောက်ရှိလဲပခက်နဲ့ဝေးဘာနဲ့နီးလားထွေးထွက်လာအတိတ်ပဲပေါ့ပြီလားဟဲ့အေးဒါပဲဒါနဲ့သတိနော်အပမဒေနာသမဒေနာဟုတ်တယ်မဟုတ်လားဟိုဘုန်းကြီးတွေပြုံးနဲ့သူတို့နီးကုန်ပြီဘုန်းကြီးတော့တယ်မဟုတ်တယ်သွင်းတွေဖြူကုန်ပြီဟိုဘွားကြီးလည်းပြုဟုတ်တယ်မဟုတ်လားဒိဗ္ဗပါလားဘာနဲ့ဝေးတာဘာနဲ့နီးတာအေးပခဏဝေလေသမျှမဝေလာသုတ်တံပြေမရဆောက်ခါနဲ့လှုပ်ကြံလောပဲပြေလို့လည်းမလွတ်ဘူးပြန်တော်လန်လို့လည်းမရအဲ့ဒါသိမင်းမယ်ဒိဗ္ဗပါလား
ပခန္ဓဝေလေသမျှမဝေလသုတ်တံပြေမယသုခနဲ့လှုပ်ကြံလို့လို့ပဲပဋိစ္စသမုပ္ပါကိုသမုဒ္ဒဟောမြတ်ကဝံပဋိစ္စသမုပ္ပါတရားတွေမြတ်စွာဘုရားဟောခဲ့တယ်ပဋိစ္စသမုပ္ပါတရားတွေဘယ်လိုဟောတာလဲမောဂုတ်ဆရာတွေဟောတာမဟုတ်ဘူးနော်မြတ်စွာဘုရားဟောတာဘယ်သူဟောတာလဲဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏပစ္စယနာမရူပပစ္စယသာသနာပစ္စယဖတ်တာပစ္စယဝေဒနာပစ္စယတဏှာပစ္စယဥပါဒနာပစ္စယဘဝပစ္စယဇာတိပစ္စယသရမရဏသောကပရိဒီဝဒုက္ခဒေါမနသောပါယတသမုဒ္ဓိဧဝမေတ္တကေဝရတဒုက္ခခန္ဓာတသမုဒယောဟောတိငါကြက်ထားတာဘုရားဟောထားတာငါကြက်ထားတာအဓိပ္ပာယ်ပေါ့လားမိုးဟုတ်ဆရာတော်ဟောတာမဟုတ်ဘုရားဟောထားတာအဓိပ္ပာယ်ပေါ့လားအဓိပ္ပာယ်ပေါ့နော်ဒါကြောင့်မို့တခဏဝေလေသမျှမဝေလသုတ်တံယေမယသုခနဲ့လှုပ်ကြံလို့လောပဲပဋိစ္စသမုပ္ပါကိုသမုဒ္ဒဟောမြတ်ကပဲဇာတိဝရှိပါလဲသုတိမမလွဲဇာတိရှင်သိမှာတဲ့ဇာတိရှင်ရင်သိပါပါဗျာကဲနင်တို့မှာဇာတိမရှိဘူးလားဇာတိရှိတဲ့ဘဝမရဘူးလားဘဝရတဲ့ခန္ဓာမရဘူးလားခန္ဓာရတဲ့မပြည့်စုံဘူးလားမိုးခြင်းမနဲ့လဲမနာခြင်းမနဲ့လဲမသေးခြင်းမနဲ့မပြည့်စုံခြင်းမနဲ့ခန္ဓာရှိလို့နော်အဓိပ္ပာယ်ပေါက်သားလားအဲ့ဒီခန္ဓာဘာလို့ရဇာတိရှိလို့ဒါပဲဒါလေးမြင်အောင်ဟောရတယ်တခဏဝေလေသမျှမဝေလသုတ်တံယေမယသုခနဲ့လှုပ်ကြံလို့လို့ပဲပဋိစ္စသမုပ္ပါကိုသမုဒ္ဒဟောမြတ်ကပဲဇာတိဥရှိပါလဲသုတိမမလွယ်ပုတိအာတုမယေတော်မမူရပါဝင်ပုတိအာပြောစမ်းပုဇရာပုပ္ပေနိဗ္ဗာန်တော်တရညာဒီဒိဗ္ဗစက္ခုအာအတောခယညာသဗ္ဗညုတညာရှင်ဖြစ်တဲ့ဘုရားတော်ပရိနိဗ္ဗာန်ပြုခဲ့ရတယ်မပြုရဘူးလားဇာတိရှိတာကိုဘာရှိတာလဲဒါမို့ကြွတင်ပခဏဝေလေသမျှမဝေလသုတ်တံပြေမယသုခနဲ့လှုပ်ကြံလို့လောပဲပဋိစ္စသမုပ္ပါကိုသမုဒ္ဒဟောမြတ်ကပဲဇာတိဥရှိပါလဲသုတိမမလွယ်ပုတိအာတုမယေတော်မမူတဲ့ပါဝင်မေမာယတတကိတွင်မှသူဇာတိစခဲ့သည်ပင်ဘသူရဲ့ဝမ်းကြတိုင်းဘာစခဲ့လဲဇာတိရှိတဲ့ဘဝမရဘူးလားဘဝရတဲ့ခန္ဓာမရဘူးလားခန္ဓာရတဲ့မပြည့်စုံလားမိုးခြင်းမနဲ့လဲမြတ်စွာဘုရားလဲမနာခြင်းမနဲ့လဲမြတ်စွာဘုရားလဲမသိခြင်းမနဲ့လဲပရိနိဗ္ဗာန်မပြုရဘူးလားဘာရှိလို့ဇာတိရှိလို့ဒိဗ္ဗပေါက်သွားလားဒါကြောင့်မို့တခဏဝေလေသမျှမဝေလသုတ်တံဒီနေ့ဒီတရားပြီးမှပြီးပါမလားအဲ့ဒါငါကြက်ထားတယ်ကောင်ဟောခဲ့မကြလားငါဒီခုမော်လမြိုင်ပြန်လာလားဟဲ့မော်လမြိုင်သွားပြီးတော့ငါတရားဟောတယ်မနေ့ကညဟောမနေ့ပိုင်းကြတဲ့ကမနေ့၄နိုင်ခွဲလောက်ကြီးလာပြီးတော့ဆရာတော်ရဟမကြီးကဟိုဘုရားတည်ထားတော့နေကစားသွားတင်ပြီးတော့တရားနေကစားတင်ပေးတရားဟောပေးရသေးတယ်အဲ့ဒါဟောပဲဘေးကရှင်ပြဝဲဆရာတော်တရားလာဟောပြီးအောင်ဘုရားပြောတခါဟော10နိုင်လောက်မှထွက်တာညနေ9နိုင်လောက်မှဒီရောက်6နိုင်လောက်ကြာတော့မှဆရာတော်တရားလေးလာရှင်းပြပြပါအောင်ဘုရားဆိုမှသွားပြီးတော့သင်္ကန်းကျောင်းသွားဟောငါဟောပြန်လာတာငါလည်းဟောရရင်ပြီးရင်ပြန်နမ်းသွားလဲအေးတာပဲဆိုငါဟောနေသွားဟောတာကြားလားအတိတ်မပေါ့လားသွားဟောတာကြားလားကဲကိုတော့ဆိုရင်ငါတနေ့တရား၄ဘွဲ့လောက်ဟောတာဟုတ်တယ်မလားဘာလို့လဲဆိုငါပတ်စံလို့ရှင်လို့ပေါ့ကုသိုလ်ရအောင်လေကုသိုလ်လုပ်ချင်တာကိုရေတစ်စက်ရတန်ဖိုးကရေငတ်မှသိတာရေတစ်စက်ရတန်ဖိုးကငွေတစ်ကြက်ရတန်ဖိုးကငွေပြတ်မှသိတာဟဲ့ဟလာ
နော်ခြေတလန်းရဲ့တန်ဖိုးကလေဖြတ်မှသိတယ်တော့မကြောက်မကောင်းတဲ့ကျင်တော့ကိုယ်တို့လှုပ်ထားကြအတိတ်ပေါ့လားသတိပေးတာလဟတ်တာမဟုတ်ကြိုတင်ပြင်ဆင်ခိုင်းတာအတိတ်ပေါ့သွားနော်ကဲတော့ကြောက်စို့ပခဏဝေလေသမျှမဟုတ်ဒါနဲ့ဒီတရားပဲရတာဟဲ့ဘယ်ရောက်သွားမလို့ကိုတရားကဲတော့ကြောက်စို့နော်မလေးတရားကျော်ရှင်နေလဲဟလာဝိပဿနာတွေဟောတန်ဝေကကြီးဟောနေလို့ဟိုဓမ္မကြီးတယောက်ပြောခံလို့ပြောရမှာခံပါလေလန့်တာပြောမှာစကားဆက်လို့ကြားလားဟိုတော့ကဒုပဲကွာဓမ္မဂရိကတပတ်နာမသိကြည့်တယ်တော်လဲတော်တယ်ဟောပြောကောင်းတယ်အဲ့ဒါနဲ့အဲ့ဆရာတော်ပြင်ပြီးတော့တရားပွဲကျက်ပါဟောလိုက်တာမျက်လုံးကြီးစုံပိတ်ပြီးတော့ဟောလိုက်တာတဏှာကြီးလည်းမပြီးဘူးနန္နာကြီးလည်းမပြီးဘူးအဲ့ဒါမျက်လုံးစုံမိတ်ပြီးတော့ဟောတာဒီဘိဓပရိသတ်တွေပြန်သွားဒကမာကြီးတရားပဲကျန်တော့အဲ့ဒီမှာအဲ့ဒကမာကြီးကလည်းကြာလာတော့ညောင်းလာသူလည်းခောက်အောင်ဆိုပြုတ်ကုန်တယ်ဆိုမထနိုင်ဘူးအဲ့ဒါဆရာတော်လည်းအတမကြမျက်လုံးစုံဖွင့်ကြည့်တဲ့အခါအဲ့ခောက်တော့မှလေးဘက်ကုန်းထားပြီးတော့သေချင်းဆိုရှေးကိုရှေးငါဆက်ခါပါလားသေကြောချင်းတွေတော့မဖြစ်ဘူးကြလားကဲသွားကြအောင်ဆိုဘယ်ရောက်သွားမှမသိဘူးရောက်ချင်တာရောက်ပဲငါတော့ဟောအောင်ပါပဲနင်တို့နာနိုင်သေးတယ်မဟုတ်လားအိဒါနာငါဟောမှာဟလာပခဏဝေလေသမျှမဝေလသုတ်တံပြေမယသုခနဲ့လှုပ်ကြံလောပဲပဋိစ္စသမုပ္ပံကိုသမုဒ္ဒဟောမြောက်ကပဲဇာတိဟုရှိပါလဲသုတိမမလွယ်ပုတိအတုမယေတော်မမူတဲ့ပါဝင်မေမာယတတကိတွင်မှသူဇာတိစခဲ့သေးပင်ဘသူရဲ့ဝမ်းကြတဲ့ဘာစဇာတိရှိတဲ့ဘဝမရဘူးလားဘဝရတဲ့ခန္ဓာမရဘူးလားခန္ဓာရတဲ့မပြည့်ရှိဘူးလားဘာရှိလို့လဲခန္ဓာရှိတယ်ခန္ဓာဘာလို့ရှိလဲဇာတိရှိတယ်ဇာတိဘာလို့ရှိတယ်လဲတဏှာရှိလို့တဏှာဘာကြောင့်ဖြစ်တယ်လဲတတိမရှိလို့ဒါကြောင့်မြတ်စွာဘုရားအပမဒိနသမတိတာမေမာယတတကေမတွေ့မှသူသာဇာတိစခဲ့သည်ပင်အတိတိ80ဝင်သောတဲ့တတ်တော်ဘယ်လောက်လဲဘာဖြစ်ခဲ့လဲပရိနိဗ္ဗာန်ပြုခဲ့တယ်မြတ်စွာဘုရားတတ်တော်80တဲ့တို့ကြတော့120ဇာတာထဲမှာဘယ်ထဲမှာလဲမဟုတ်ကပြောလို့သွားကြိုးတန်းဆိုဘေးရင်ဆရာတွေရင်သွားကြိုးမှာဟုတ်တယ်မတို့120အဲ့ဒါတက်တော့အတိတ်ပဲပေါ့လားခါပြောလားမေမာယတတကေတွင်မှသူဇာတိစခဲ့သေးပဲအတိတိ80ဝင်သောခင်းတဲ့တွင်ဇာသိမ့်လို့ခြုံငိမ့်နဲ့ပြီးမှန်လားဘယ်မှာပြိဋိဘံပြုတယ်မန္လာမင်းတို့ရဲ့အင်းရင်ဝိညာဉ်တော်ထဲမှာဘာဖြစ်ခဲ့လဲပရိနိဗ္ဗာန်ဇာတိရှိလို့ဘုရားတံပရိနိဗ္ဗာန်ပြုတယ်တို့ကပန်ဖို့လေဒါကြောင့်မြတ်စွာဘုရားအပမဒိနသမတတိနဲ့နေတဲ့တိပ္ပပါဗလားမေမာယတတကေတွင်မှသူဇာတိစခဲ့သေးပင်အတိတိ80ဝင်သောခင်းတဲ့တွင်ဇာသိမ့်လို့ခြုံငိမ့်နဲ့ပြီးမှလာစုတင်နေတာတို့များဖြင့်မသေးပါပြီကေတရာရှိဘူးပြလေဖယားတံပရိနိဗ္ဗာန်ပြုတော့ကဘာမို့လဲဒါမို့ကြိုတင်ပြင်ဆင်ထားပါတဲ့အဓိပ္ပာယ်ပေါ့လားဒါဖြင့်လူနာမြတ်မှာတတ္တဝါအလုံးကိုတတ်ဖြတ်နေတာဘာလို့လဲသေမင်းလူနာမြတ်မှာတတ္တဝါအလုံးပြေးလို့မလို့ဝိုင်းထားတာကဇရာအချင်းနေမဟုတ်တဲ့ရာဝတ္ထုတွေကလူနာမြတ်မှာတတ္တဝါတွေကိုသူနဲ့တပါးတည်းခေါ်ဆောင်သွားတယ်ဆိုတာနေရဲလာနဲ့ပြန်ပြောပြန်ပြောတာတရက်ကုံသွားတာနဲ့တရက်ခေါ်မသွားဘူးလားတလကုံသွားတာနဲ့ဟ
နှစ်ကုန်သွားတာနဲ့တို့ကိုတကြီးလာပြီတနှစ်ကုန်သွားပြီကြွတိပြစင်ထားနော်ဘာဖြစ်လို့ဒီစကားပြောနေရသလဲဆိုတော့ယတရတရားဝိဝသန္တိအာယုအပတရံတိယအဘောဓကေဝမေသနာကိနုကောမရဏကတေဟိမဟာရသမြတ်သောမင်းတရားအဘောဓကေမိုးကုံလို့ဆောင်းရောက်မိုးကုံတော့ဘာရောက်ပါလဲခုဘာလာလဲဘာလာလဲပြာသူလားဟုတ်တယ်မလားဘာလာဆောင်းရသည်မိုးကုံတော့ဆောင်းရောက်တော့နေပူတယ်ဟုတ်တယ်မလားမိုးကုံတော့ဘာလို့ဆောင်းရောက်တော့ရှစ်ဘက်ကယာတိလေးရဖြည်းဖြည်းတိုက်တယ်အဲ့လိုတက်ခတ်လာတဲ့အတွက်ကြောင့်ပောက္ခရဏီရေကန်တဲ့၌အာဇာတနာသေမကိုမတိကြကုန်သောမေဇာနာငါးတတ္တဝါတွေရဲ့အာယုအတ္တတန်ဒီအပတ္တရံတို၍လာတဲ့ကဲ့သို့တဲ့ဘယ်တော့ကောင်းတယ်ဒီပြဒါကြောင့်မို့ငါမြတ်စွာဘုရားဘောဓိပင်ခြေရမှာငါသစ္စာဒိဋ္ဌံပြုတယ်မြတ်စွာဘုရားလို့တပည့်တော်လေးမြတ်စွာဘုရားဟောထားတဲ့တရားတွေကိုဘုရားရဲ့ကိုယ်သာစွမ်းနိုင်တဲ့လောက်ကြက်ပြီးတော့တပည့်တော်ပြန်ပြီးတော့ဟောမှာဘုရားဤကားမှုကုသိုလ်ကံညာတပည့်တော်နိဗ္ဗာန်ရသည်ကာလတာစိတ်ကိုနိုင်ပါရစေဘာနိုင်ပါရစေနင်တို့စိတ်နိုင်လားငါလည်းမနိုင်ဘူးဟုတ်တယ်မလားဟုတ်တယ်မလားအဲ့ဒါဓမ္မိုက်တော့ငါ့ကိုသိကြည်ညိုတာငါတရားနာပြီးတာဆရာတော်တဲ့ကြည်ညိုတယ်တဲ့အဲ့ဒါကြည်ညိုတဲ့အတွက်ဆရာတော်တဲ့တပည့်တော်ဆရာတော်ကားလဲလူမယ်တဲ့ကြောင်းကောင်းကောင်းလဲဆောက်ပေးမယ်တဲ့တိမ်ကောင်းကောင်းလဲဆောက်ပေးမယ်တဲ့ဒါပေမဲ့ရှင်ဘုရားကိုလည်းသိက္ခာထမယ်တဲ့ဒါပေမဲ့ရှင်ဘုရားလူမထွက်ရဘူးတော့ငါ့ကိုလာပြောတာအဲ့ဒါငါပြောတာငါစိတ်မနိုင်ဘူးလို့ပြောတယ်ဟုတ်တယ်မလားစိတ်နိုင်လားဘယ်ငါမစိတ်နိုင်ဘဝပြတ်ပြီလေစိတ်နိုင်ရင်စိတ်မနိုင်တဲ့ပုဂ္ဂိုလ်ဘဝပြည့်စည်တယ်ဒိဗ္ဗပေါင်းငါစုပန်ထားတာဒါမှငါကြက်ပြီးတော့ဘုရားကိုယ်သာဟောပေးတာငါနိဗ္ဗာန်ရမှာနင်တို့တော့မပြောတတ်ဘူးမဟုတ်ကပြောလို့သွားကြိုးတန်းဆိုတော့တရားမှရှိမှမဟုတ်တော့မှာအတိဗ္ဗပေါက်သားလားအဘောဓကေမိုးကုံလို့ဆောင်းရောက်မိုးကုံတော့ဘာရောက်လဲဆောင်းရောက်တော့ဘာလဲနေဘူးအရှိဘကယာတိလေးရတပြည့်တည်းတက်ကလာတဲ့အတွက်ကြောင့်ပောက္ခရဏီရေကန်တဲ့၌အာဇာတနာသေမကိုမတိကြကုန်သောမေဇနာငါတတ္တဝါရဲ့အာယုအတ္တတန်ဒီအပတ္တရံတို၍လာတဲ့ကဲ့သို့မိုးကုံတော့ဆောင်းရောက်တော့နေဘူးရှိဘကယာတိလေးရတိုက်တော့ရေကန်ထဲမှာရှိတဲ့ကြီးတွေခန်းသွားတယ်ရေကနဲသွားတယ်ရေခမ်းသွားတာရေနဲသွားတာနဲ့အမြအဲ့ဒီရေကန်ထဲမှာရှိတဲ့ငါးတတ္တဝါရဲ့တတ္တဟာတိုးလာမလားရှိလာမလားတိုးလာမှာနော်တို့ကလေးဘွားတော့ငါဖမ်းတော့ငါကမလို့လေဘာလို့မလဲဆိုတော့ငါဖမ်းတော့မယ်ဆိုရင်ရေခမ်းတဲ့ဒီစောင့်တယ်ဘယ်ဒီစောင့်လဲရေခမ်းတဲ့ဒီစောင့်ပြီးတော့ငါပက်တယ်မလားကိုကရေခမ်းတဲ့ဒီမဆောင်ဘူးနော်မော်တာနဲ့ပတ်ထုတ်တာဟုတ်တော့လားမော်တာနဲ့ပတ်ထုတ်တာရေခမ်းတဲ့ဒီနင်းတို့ရဲ့တက်တန်းတွေကကုံလုံးနဲ့ဒီသွားမှာမဟုတ်ဘူးမော်တာနဲ့ပတ်ထုတ်အတိတ်ဘာလားကျိုးတင်ပြင်စင်တာရေခမ်းတဲ့ဒီမနေရဘူးဟုတ်တော့လားတို့တက်တန်းကုန်တဲ့ဒီနေရမှာမဟုတ်ဘူးတဲ့ကျိုးတင်ပြင်စင်တာဒိဗ္ဗပေါက်လားဒါကြောင့်မို့မဟာရဇမြတ်သောမင်းတရားယတရတ္တဝိဝတ္တနေအကျဉ်နေရရက်တွေလာတဲ့နေ့တွေကုံဆုံးသွားတာနဲ့များမေဇာနာတတ္တဝါရဲ့ဇီဝိတံအတ္တတန်လေသည်အပတ္တရံတို၍လာသည်ဟောဒီဖြစ်လေတော့ဤနေ့ရရက်တွေလာတွေကုံသွားတာနဲ့တတ္တဝါရဲ့တတ္တန်တိုးပြီးတော့လာပြီ ကျွတ်တိပစ္စထား
ဒိဗ္ဗပေါက်ပြီလားကဲဒါရင်လားမဟုတ်သေးဘူးယထာပိတံတေဝိတတေယယတေဥပဝိယတိအပကဟောတိဝိတပံဧဝံမစ္ဆနာဇီဝိတံမဟာရာဇမြတ်သောမင်းတရားတန်တကောယကံတတိယံခြင်းဖောက်ကြည့်ကိုဥပဝိယတိဖြည်း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 ရလာပါပေ၏တန်တေဖောက်ကြည့်ကိုဝိတတေယတာဖြည်း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 ရလာသည်ရှိသောဝေတပံတန်ကြည်သည်အပတရံတို၍လာသည်ဟောတိဖြစ်လေတော့ဤယကံခတ်တာတွေ့ဘူးလားဖောက်ချီရစ်ပါမြရင်တန်ကြီးတိုးသွားတယ်ပြောစမ်းဖောက်ချီရစ်ပါမြရင်တန်ကြီးတိုးသွားတယ်နော်တန်ကြီးတိုးသွားတာနဲ့ရက်ကန်းတရားသိမ့်တော့စကားသိမ့်တော့တခါလေးကြတော့ရက်ကန်းတဲ့ကခတ်မယ်ဆိုပြီးတော့စင်မော်တက်ပဲတက်လိုက်တက်ပြီးတော့မခါဖန်းနဲ့ပြန်ဆင်းသွားတယ်မခါဖန်းနဲ့ပြန်ဆင်းသွားတယ်အဲ့လိုပဲသေမင်းကနေပဲမင်းအမိဝမ်းနဲ့သွားကွာဆိုပြီးတော့အမိဝမ်းနဲ့ထဲအဲ့ဒီအမိဝမ်းနဲ့မှပြန်သိမ့်သွားတယ်ရက်ကန်းတဲ့သေမင်းမှန်လားရက်ကန်းတဲ့ဘူးလေဒါကြတဲ့ရက်ကန်းတဲ့ခတ်မယ်ဆိုဘယ်ဟိုတက်လဲစင်မော်တက်တယ်ဒါကြတဲ့မခါဖန်းနဲ့သိမ့်သွားတယ်ဒါကြတဲ့ခတ်မယ်ဆိုပြီးတော့စင်မော်တက်တယ်တစ်ချက်နှစ်ချက်ခတ်ပြီးပြန်သိမ့်သွားတယ်အဲ့ဒါသေမင်းကသွားကွာမင်းလူလောကသွားလိုက်အောင်ဆိုတနေ့နဲ့ပို့တယ်ပြီးပြန်သိမ့်သွားဒိဗ္ဗပေါက်ပဲလားဒိဗ္ဗပေါက်သားလားဒါကြတဲ့ခတ်မယ်ဆိုစင်မော်တက်ပြီးတော့တော်တော်များများခတ်လိုက်သေးတယ်ဟုတ်တော့မလားခပ်ပြီးပြန်တယ်ပြီးတကမင်းလူလောကသွားအောင်ကွာဆို10နှစ်15နှစ်သွားပြီးတော့ပြန်သိမ့်သွားဒိဗ္ဗပေါက်ပဲလားဖောက်ချီရစ်ပါများရင်တန်ကြီးတိုးတယ်ဖောက်ချီရစ်ပါများရင်တန်ကြီးတိုးသွားတယ်နဲ့ရက်ကန်းတဲ့ကသိမ့်တော့မှာဒိဗ္ဗပေါက်လားအေးဒါကြောင့်မို့တို့ရဲ့ခန္ဓာကိုယ်ကြီးဟာသိမင်းကအချင်းမီးပြန်သိမ့်သွားနိုင်တယ်ဒိဗ္ဗပေါက်ပြီလားဒါကြောင့်မို့လိုက်ဆိုအငါပမဤခန္ဓာချိန်ခါစိလျံပြန်အရာအငါပမဤခန္ဓာချိန်ခါစိလျံပြန်အရာဆိုစမ်းနင်တို့ရခန္ဓာတို့ရခန္ဓာသေမင်းရှိတာငါထားတာဘုသူရှိတာငါလားဘယ်လောက်ငါကြလဲမသိဘူးနော်ငါထားတာခဏငါထားတာမငါဘူးလားကဲလိုက်ဆိုအငါပမဤခန္ဓာချိန်ခါစိလျံပြာရာအငါကိုပင်အပိုင်တဲ့အမြင်လွဲ၍မိတ္တကြအငါကိုပင်အပိုင်တဲ့အမြင်လွဲ၍မိတ္တကြဟောဒီခန္ဓာပြုရှိငါအချိန်စစ်ရင်ပြန်ပေးရမှာနော်ငါထားတာကိုတို့ကအပိုင်ပြီးမွေ့နေရတယ်အပိုင်ထင်မိတ်နေကုသိုလ်လို့မှလည်းမသိဘူးမေ့နေကြတယ်အပိုင်မို့ဒိဗ္ဗပေါက်လာလားဒါကြောင့်မို့လိုက်ဆိုအငါပမဤခန္ဓာချိန်ခါစိလျံပြအရာအငါကိုပင်အပိုင်တဲ့အမြင်လွဲ၍မိတ္တကြမခိုင်ရပါတနာညာအစာကျွေး၍စောင့်ရှောက်ရာမခိုင်ရပါတနာညာအစာကျွေး၍စောင့်ရှောက်ရာဒီခန္ဓာဘယ်သူရှိရငါတာအချိန်စိတ်ရင်
ဘာလို့ပြန်လဲငှထားလို့ငှထားရင်ခိုင်းရတယ်ငှထားရင်ဒါနပြုခိုင်းသီလဆောက်တည်ခိုင်းတရားနာခိုင်းကုသိုလ်လုပ်ခိုင်းဘုရားရှိခိုးခိုင်းဘုရားရှိခိုးခိုင်းတခါလေဘုရားရှိခိုးမှတော့ပြင်းတယ်ဟုတ်တယ်မလားကုသိုလ်လုပ်မှတော့ပြင်းတယ်ဒိဗ္ဗပါလားခိုင်းရတယ်ငှတိုင်းဘာလို့လဲဒိဗ္ဗပါလားကလိုက်ဆိုအငါပမံဤခန္ဓာချိန်ခါစီလင်ပြန်အရာအငါကိုပဲအပိုင်တယ်အမြင်လွဲ၍မိတ္တကြမခိုင်းရပံတဏှာညာအစာကျွေးပြီးစောင်းရှောက်ရာအချိန်စိတ်ပေါ်ပြန်အပ်တော်မိလျော့သူတွေပူဆွေးရာဘဝတခါခဏရာမကြောက်ရအောင်ကြိုးစားကြဘဝတခါခဏရာမကြောက်ရအောင်ကြိုးစားကြဘဝတခါခဏရာမကြောက်ရအောင်ကြိုးစားကြကဲသာဓုခောအတိတ်ပဲပေါ့လားဘဝတစ်ခေါက်လူဘဝခဏရောက်တာဘဝတကွေခဏလာတွေ့တာဘဝလက်ကြံကုသိုလ်ကံမင်းတို့နေရကုသိုလ်ကံနဲ့နေရကုသိုလ်ကုံနဲ့နေသေးတဲ့နေ့တော့မကြွတင်ပြစင်ထားအတိတ်ပဲပေါ့လားဘလောက်ဆုံးမတဲ့ဘုရားကအန္တိဘုဒ္ဓအယံလောကောအယံလောကဟောဒီလူနာပြမတတ္တဝါတွေဟာအန္တိဘုဒ္ဓဘာမှညာမှမသိတဲ့ငတုံးတွေကများကြပါပေတော့ဤဟောဘုရားပြောတာငါမပြောရဘူးငတုံးနဲ့ဟလားဘာပြောလဲငတုံးနေတဲ့ဘာမှညာမှမသိတဲ့ငတုံးတွေများကြပါပေဘုရားအပြစ်တင်တာဘာဖြစ်လို့ပြစ်တင်တယ်ဆိုတော့မြတ်စွာဘုရားသာဝတိကနေပြီးတော့အာလဝီမြို့ကြွအာလဝီမြို့ကိုကြွအာလဝီရောက်တဲ့အခါကျအက္ကလဝကျောင်းတိုက်မှာမြတ်စွာဘုရားတရင်သုတ်တာတန်ခါ900နဲ့ဘုရားရှိခိုးတော်မြတ်တန်ခါ900ကြွလာပြီးတော့တရင်တကားကိုကြတော့မြို့သူမြို့သားတွေကဘုရားမှုရှိတဲ့တန်ခါတွေလာပြီးတော့ဆွန့်တူတယ်အဲ့လိုဆွန့်ကပ်ပြီးတော့ဆွန့်လူပြီးတဲ့အခါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအဲ့ဒီပရိသတ်ပေါင်း8400ကိုဘာတရားဟောခဲ့တယ်လဲဆိုတော့မရဏနုတ္တိကမ္မဋ္ဌာန်းတရားဟောခဲ့တယ်မရဏတတိကမ္မဋ္ဌာန်းမရဏမေတုအတန်ပြောက်သွားရပြီငါပြီးတော့မှာပါကွာခဏငါနိုင်ကြည့်ထားပါလေဟလာဘယ်ရောက်သွားမှမသိမရဏမေတို့မရဏမေဘုဒ္ဓတိဟလာအဲ့တော့မရဏတတိကမရဏတရားတွေဟောခဲ့တယ်ဘာတရားဟောခဲ့လဲကလိုက်ဆိုသမယုံနာနှစ်ချက်ငါအသက်မြဲလျက်မတည်ပေသေဖို့ရန်သာငါခန္ဓာမှန်စွာမြဲခဲ့ပေယုံနာနှစ်ချက်ငါအသက်မြဲလျက်မတည်ပေသေဖို့ရန်သာငါခန္ဓာမှန်စွာမြဲခဲ့ပေယုံနာနှစ်ချက်ငါအသက်
မြဲလျက်မတည်ပေသေဖို့ယန္တာအခန္ဓာမှန်စွာမြဲခဲ့ပေအဲ့ဒီလိုဘုရားဟောခဲ့တယ်တတိဟောခဲ့ဟောပြီးတော့မြတ်စွာဘုရားပြန်ကြွပရိသတ်ပေါင်း8400လည်းအသေးသေးပြန်ကြတယ်အဲ့ဒီမှာပေသကာရီခေါ်တဲ့အမျိုးသမီးလေးကဟောဒီတရားတာမညပုဂ္ဂိုလ်ဟောတာမဟုတ်မြတ်စွာဘုရားဟောတာငါကျင့်သုံးမယ်ဆိုပြီးတော့ပရိသတ်ပေါင်း8400နဲ့မှာဘုရားစကားနားထောင်ပြီးတော့ကျင့်သုံးတဲ့ဘောတယောက်ပဲရှိတယ်ဘုရားလက်ထက်တော့မဘလောက်လဲကိုကိစ္စပြောမနေနဲ့ဟုတ်တယ်မလားဘုရားလက်ထက်တော့မှတယောက်တည်းရှိတယ်ကိုကိပြောမနေနဲ့အဲ့ဒါဘုရားစကားနားတာငါကျင့်သုံးမယ်ဆိုပြီးတော့အဲ့ဒီကလေးမလေးကသွားတဲ့အခါရက်တဲ့အခါထိုင်တဲ့အခါအိတ်တဲ့အခါသတိရတယ်သတိရတယ်ယုံနာနှစ်ချက်ငါအသက်မြဲလျက်မတည်ပေသေဖို့ယန္တာငါခန္ဓာမှစွာမြဲခဲ့ပြီသွားရင်လည်းထိုင်ရင်လည်းယုံနာနှစ်ချက်ငါအသက်မြဲလျက်မတည်ပေသေဖို့ယန္တာငါခန္ဓာမှစွာမြဲခဲ့ပြီသွားတဲ့အခါရက်တဲ့အခါထိုင်တဲ့အခါအိတ်တဲ့အခါယုံနာနှစ်ချက်ငါအသက်မြဲလျက်မတည်ပေသေဖို့ယန္တာငါခန္ဓာမှစွာမြဲခဲ့ပြီသွားတဲ့အခါရက်တဲ့အခါထိုင်တဲ့အခါအိတ်တဲ့အခါတတိယတိုင်းတတိယတိုင်းဒါဒီပွားတာအဲ့ဒါနင်တို့နောက်ကြမှာပွားတာမပွားတာအသာထားအခုပွားရအောင်လိုက်ဆိုယုံနာနှစ်ချက်ငါအသက်မြဲလျက်မတည်ပေသေဖို့ယန္တာငါခန္ဓာမှစွာမြဲခဲ့ပေယုံနာနှစ်ချက်ငါအသက်မြဲလျက်မတည်ပေသေဖို့ယန္တာငါခန္ဓာမှစွာမြဲခဲ့ပေအဲ့လိုပွားတာ3နှစ်ဘယ်နှစ်နှစ်3နှစ်အဲ့လို3နှစ်ပြည့်သွားတဲ့အခါကျတော့မြတ်စွာဘုရားအတ္တယနုတ္တယဉာဏ်ဖြင့်လောကကြီးကိုလမ်းပြီးတော့ဒီနေ့စမ်းကြည့်တယ်ဒီကနေ့ငါဘယ်သူ့ကိုချီးမြှောက်မလဲလို့ကြည့်တော့သူ့သမီးသွားတွေ့တယ်အဲ့ဒီကလေးမှတွေ့တယ်ဒါမှဘုရားစကားနာတာပဲကျင့်သုံးဘုရားမြင်တယ်အတိတ်ပဲပေါ့လားဘုရားစကားနာတော်ပြီးတော့ကျင့်သုံးမဆိုရင်ဘုရားကမြင်တယ်စွဲစွဲမြဲမြဲအစိမ့်နကအစိမ့်နကတို့ဟောမှာရှိတယ်မန္တလေးမြို့မှာပသိမ်ကျောင်းဆရာတော်ကြီးဆိုတာရှိတယ်တဏီကုံဘုရားရှိခိုးတာတဏီကုံဘုရားရှိခိုးတာဆရာတော်တဏီကုံဘုရားရှိခိုးတယ်ဟုတ်တယ်ဒီမင်းတဏီကုံဘုရားရှိခိုးတယ်ဒါတော့အချိန်သိမ့်မရဘူးတဲ့တဏီကုံဘုရားရှိခိုးတာတော့မအချိန်မရနင်တို့ဘုရားရှိခိုးအချိန်ရကြတယ်ဟမ်ဘုရားရှိခိုးချိန်ရလားမနဲ့လူရတာမလားဟုတ်လားဟိုဆရာတော်ရတဏီကုံဘုရားရှိခိုးတာတော့မအချိန်သိမ့်မရဟုတ်လားဆရာတော်ဘာဖြစ်လို့တဏီကုံဘုရားရှိခိုးတာလဲလို့မေးတာဥက္ကမေနဲ့ဝုတ်ကိုဝုတ်နဲ့ကြည့်အောင်စားရတယ်ပြောစမ်းပြန်ပြောစမ်းဟာလားဝုတ်က3ပါးရှိတယ်ဝုတ်ကဘယ်နှပါးလဲပြောစမ်းကိလေသာဝကာမဝဝိပါကဝပြောင်းမြမပြောနဲ့ပြန်ပြောကိလေသာဝကာမဝဝိပါကဝဘယ်နှပါးလဲကိလေသာဆိုတာကိလေသာဝတ်ဆိုတာလောဘဒေါသမောဟသူခိုင်းတယ်မင်းဘာလို့ပြဆိုလူကခိုင်းတာလဲကိလေသာခိုင်းလူကခိုင်းတာလဲခိုင်းတာကကိလေသာဝတ်လောက်တာကာမဝတ်အကျိုးပေးတဲ့ခါဝိပါကဝတ်ဘယ်နှပါလဲခိုင်းတာကလောက်တာအကျိုးပေးကအဲ့ဒီဝတ်3ပါးပြတ်ဖို့ရတဲ့ကုသိုလ်ဆိုတဲ့ဝတ်ကိုဆွဲဆွဲမြဲမြဲလုပ်ပါတယ်ကုသိုလ်ဆိုတဲ့ဝတ်ကိုဆွဲဆွဲမြဲမြဲအာစိဏကံနဲ့အာတဏကံပေါ့ပြောတာ
ကုသိုလ်ကိုစွဲစွဲမြဲလုပ်တာဒီအစိဏကတေခါနေအာသနကလာတယ်အကုသိုလ်တွေလာတယ်ကုန်လာတယ်ရှောင်လို့မရဘူးကြိုက်တဲ့ချိန်ကိုကြက်တယ်လို့ဟုတ်လားအကုသိုလ်လာတယ်အဲ့ဒီအခါကျတော့အဲ့ဒီအကုသိုလ်စိတ်နဲ့တည်ရင်ငရဲတန့်ကြတဲ့အခါကျတော့အစိဏကကချက်ချင်းဆွတ်ခေါ်တယ်ငရဲကလွတ်ချင်တယ်ဆိုအစိဏကတို့ကဲမှာအစိဏကဘာကလဲအတိပ္ပပေါ့လားအစိဏကစောစောမြဲမြဲလို့တော့ကုသိုလ်စောစောမြဲမြဲလို့တရဏဂုံသုံးပါးပေါင်းဆိုတရဏဂုံသုံးပါးကိုပွားဘုရားကုဏပွားမဆိုဘုရားကုဏတခုပဲပွားစောစောမြဲမြဲလို့အတိပ္ပပေါ့လားတန်ဖို့ရှိလားဆုံးပါခဲ့တယ်နော်ကဲအဲ့တော့ဒီကလေးမလေးကသူဆွဲဆွဲမြဲမြဲဒါလေးပဲရွတ်တယ်ဒါလေးပွားတယ်ယုံနာနှစ်ချက်ငါအသက်မြဲလည်းမတည်ပေသေဖို့ရန်တာငါခန္ဓာမှစွာမြဲခဲ့ပေငါသေရမှာပဲလို့သိလာလေကုသိုလ်လုပ်လေသေဘေကလွတ်လေဒီပဲပေါ့လားသေရမယ်ဆိုတာသိရင်ဘာလုပ်မလဲကုသိုလ်လုပ်ရင်သေဘေကလွတ်တယ်တို့ကဲမှာကုသိုလ်ကံကောင်းလို့ကွာကံကောင်းလို့ကွာဟုတ်တယ်မလားမပြောဘူးလားကံကောင်းလို့ဆိုတာဘာလဲကုသိုလ်ရှိလို့ဒါလေးပေါ့နော်ကဲပြောရင်တော့ကြပါစို့နော်၃နှစ်ပြည့်သွားပြည့်တော့မှဇန်နိုင်တဲ့ထိုးဟဲ့လားအဲ့တော့၃နှစ်ပြည့်သွားတဲ့အခါကျတော့အတ္တယနုတ္တယညာမြင့်လောကလမ်းကြည့်တော့သူ့ရဲ့သမီးကိုတွေ့တယ်ငါသမီးတော်ကြီးငါစကားနားထောင်ပြီးတော့ကျင့်သုံးနေတဲ့သမီးတော်ငါသွားပြီးတော့ချင်းမြောက်မယ်ဆိုပြီးတော့မြတ်စွာဘုရားဒုတိယအကြိမ်အာလဝီပြည်အက္ကလဝါကျောင်းတက်ကိုမြတ်စွာဘုရားကြွားဘုရားရှင်ကိုရောမြတ်ရဲ့သံဃာတော်တွေကြွလာပြီးတော့တရင်တကာကြတော့ပြိဿပေါင်း8400လာဆွန့်ကပ်ပြန်ပြီဆွန့်ကပ်ပြီးတဲ့ကမြတ်စွာဘုရားတရားဟောမယ်ဆိုပလင်ပေါ်တက်တဲ့ကသူသမီးပါမလာတော့ဘုရားထိုင်ဆောင်နေဒီပြိဿအတွက်လာတာမဟုတ်သူသမီးအတွက်လာတာအတိပ္ပပေါ့လားဘုရားစကားနားထောင်ဖို့ရည်ကြည့်တယ်ကဲအဲ့ဒီနေ့မှာပေသကာရီခေါ်တဲ့အမျိုးသမီးကလှုပ်ရှုပ်နေတော့မြတ်စွာဘုရားကြွလာမသိဘူးအဲ့ဒီမှာဖခင်ပြတဲ့ပုဂ္ဂိုလ်သမီးရေအဖေလှုပ်ယုံစောတော်သွားမှသမီးလာမှအဖေထမင်းစားမယ်စောတော်ထွက်သွားအဲ့ဒီမှာသမီးဖြစ်တဲ့ပုဂ္ဂိုလ်ချက်ပြုတ်ပြီးတဲ့ခါကျတော့တကောက်တောင်းတဲ့ကိုဓမဲဦးလေးထည့်ပြီးတော့ကောင်းမှရွက်ပြီးတော့ဖေးထန်လာခဲ့အလုတ်ယုံလာခဲ့အာလဝီပြည်အက္ကလဝကျောင်းတိုက်ရှိရောက်တဲ့ခါကျတော့ပြိဿပေါင်း8400ကိုတွေ့တယ်အာမြတ်စွာဘုရားကြွလာတာပဲငါသွားတရားနာအောင်ပါပဲတို့အဲ့ဒီမှာမြတ်စွာဘုရားတွေ့တယ်လမ်းကြည့်တဲ့အခါကျတော့မြတ်စွာဘုရားလမ်းကြည့်တာကိုတွေ့ရပေသကာရီခေါ်တဲ့အမျိုးသမီးဒါမြတ်စွာဘုရားငါ့ကိုခေါ်တာအဖို့တို့အဖွားတို့ဖေးတို့မေတို့ကျွန်မမြတ်စွာဘုရားနာသွားခြင်းတို့အဲ့လေလမ်းတောင်းပြီးတော့တရားနာတကောက်တောင်းတွေခါဆောင်မှတင်းပြီးတော့မြတ်စွာဘုရားတန်းသွားတယ်ရှိရောက်တဲ့တကောက်တောင်းတွေချမြတ်စွာဘုရားကိုရှိခိုးတယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကကုမာရိကေချစ်သမီးတော်နေသေးကိုတော်ဘယ်ကနေပြီးတော့အာဂိစတိလာခဲ့တာလေသမီးဘယ်ကလာတာလဲတဲ့သမီးဘယ်ကလာတာလဲတဲ့နတ်ဇာနာမိတပည့်တော့မသိဘူးတဲ့ဘယ်သွားမှလဲတဲ့မသိဘူးတဲ့ဘယ်ကလာတာလဲဘယ်သွားမှလဲမြတ်စွာဘုရားသိရတဲ့မိမမဟုတ်ဘူးနော်တိတိကြီးနဲ့ကိုမြတ်စွာဘုရားမေးတာအလုံးယုံသွားမယ်ဆိုတာလည်းသိတယ်ဘယ်ကိုသွားမယ်ဆိုတာလည်းသိတယ်အဲ့တော့မြတ်စွာဘုရားသမီးဘယ်လာတာလည်းမသိဘူးဗျာဘယ်သွားမှလဲတဲ့မသိဘူးတကယ်မသိဘူးလားတဲ့သိပါတယ်ဖေဟာတဲ့တကယ်သိသလားတဲ့မသိပါဘူးလေးချက်ဘယ်ကလာတယ်လဲမေးတော့ကမသိပါဘူးဖြေကြရှာဘယ်ဘဝကဒုက္ခနာလာခဲ့ရမှမသိပါဒိဗ္ဗဘောသားလား
ကဲလိုက်ဆိုဘယ်ကလာတယ်လဲမိသောခါမတိပါဟုဖြေကြရှာဘယ်ဘဝကဒုက္ခန္တာလာခဲ့ရမှမသိပါဘယ်ဘဝကဒုက္ခန္တာလာခဲ့ရမှမသိပါဆိုတော့ဘယ်ဘဝလာမှလည်းမသိကြဘူးလူပြရလားဗြဟ္မပြရလားအပယ်လေးပါလားဘယ်ရလဲဘယ်ကလာမှလည်းမသိကြဘူးဟုတ်လားဘယ်ကလာမှလည်းဘယ်ဘဝလာတယ်ဆိုတာမသိကြဘူးတဲ့တိပပေါလားကလိုက်ဆိုဘယ်ကိုသွားမလဲမိသောခါမသိပါဘူးဖြေကြရှာသေပြီးအခါဒုက္ခန္တာဘယ်သွားရမှမသိပါသေပြီးအခါဒုက္ခန္တာဘယ်သွားရမှမသိပါဆိုတော့အတိတ်ပဲပေါ့ပဲလားဘယ်ဘဝလာတာလဲဘယ်ဘဝသွားကြမှာလဲဘယ်ကလာမှမသိဘူးဘယ်ဘဝသွားမှလည်းမသိဘူးအဲ့တော့ဘယ်နဲ့လောက်ကြမှာအဲ့တော့တရားနာပရိမသိတဲ့အတွက်ကြောင့်သိအောင်ဆိုပြီးတော့များကုသိုလ်လုပ်ထားကြပြီးကြည့်တယ်ညွတ်ထားပေါ့မိမိဘာဘယ်သွားခြင်းနဲ့ဟလားနတ်ပြည်သွားခြင်းသလားဗြဟ္မပြည်သွားခြင်းလားနိဗ္ဗာန်သွားခြင်းသလားဘယ်တကားပိတ်ခြင်းသလားညွတ်ပြီးတော့ကုသိုလ်လုပ်ထားဥပမာအပြင်ဆိုရပါစို့တစ်ပင်တစ်ပင်ရှစ်ဘက်ကိုညွတ်နေတယ်ကိုင်းနေရိုင်နေတဲ့တစ်ပင်အရင်ကနေဖြတ်ရင်ဘယ်ဘက်လဲမလဲညွတ်တဲ့ဘက်လဲမယ်အဲ့ဒါကြောင့်ကုသိုလ်လုပ်ပြီးတော့ညွတ်အဲ့ဒါဘုရားရှိခိုးတော်မြတ်ကြီးလေမျက်လုံးလိုတဲ့သဗ္ဗညုတဉာဏ်ရပါရသည်ညွတ်ထားတာဟုတ်တယ်မလားအသက်လိုတဲ့သဗ္ဗညုတဉာဏ်ရပါစေသမီးလိုတဲ့သဗ္ဗညုတသားလိုတဲ့သဗ္ဗညုတစီစဉ်ဥစ္စာလိုတဲ့သဗ္ဗညုတမိမိဖြစ်ချင်တာညွတ်တာညွတ်ထားတယ်ကုသိုလ်လုပ်ပြီးတော့ညွတ်ပြီးတော့ဆူတောင်းရတယ်အတိတ်ပဲပေါ့လားညွတ်ထားကြွတ်တယ်အဲ့ဒါကြောင့်မို့ကုသိုလ်လည်းပြုဆူတတ်တော့ပြောသားကုသိုလ်လည်းပြုဆူတတ်တော့ဟုတ်လားအဲ့ဒါဘယ်လိုပြောတာလဲဆိုဝိပဿနာမြတ်စွာဘုရားပြောတဲ့စကားနော်ဝိပဿနာမြတ်စွာဘုရားကုသိုလ်လည်းပြုရမယ်ဆူတတ်တော့မယ်ဘသူကပြောတယ်အပရာဇိတတထေဇောတိကတထေလောင်ဖြစ်တယ်အပရာဇိတကိုပြောတဲ့စကားနော်ဇောတိကရဲ့ဗိမာန်ပြတ်တဲ့ကိုဘသူလိုချင်လဲအဇတတလိုချင်တယ်လိုချင်တဲ့အတွက်စင်တက်မြင့်တဲ့ယထာတချင်းလင်းတဲ့သွားသိမ့်လို့မရဘူးအဆောင်လျှောက်တည်းတင်းမုန်းနဲ့လိုက်ထူတော့ခွေးပြည့်ပြည့်ရနောက်ဆုံးမြတ်စွာဘုရားတန်ရောက်သွားတယ်မြတ်စွာဘုရားတန်ရောက်သွားတဲ့အခါဒဂရမင်းတရားဘယ်လာတယ်တပိတော့ဇောတိကဗိမာန်သွားသိမ့်လို့မရဘူးဖေရအဲဒီမှာဇောတိကတရားနာနေတာရှင်မင်းတရားတဲ့ကျွန်တော်မျိုးပိုင်ဆိုင်တဲ့ပစ္စည်းမှန်တယ်ကျွန်တော်မျိုးမပေးဘဲနဲ့ဘယ်သူမှလူယူလို့မရဖျက်ဆီးလို့မရမင်းငါ့ကိုတော်လည်းနာမဟုတ်ဘူးတဲ့ရှင်မင်းတရားတဲ့ကျွန်တော်မျိုးပိုင်ဆိုင်တဲ့ပစ္စည်းမှန်တယ်ကျွန်တော်မျိုးမပေးဘဲနဲ့ဘယ်သူမှလူယူမရအဲ့လိုပြောတယ်မင်းငါ့ကိုတော်လည်းနာမဟုတ်ဘူးတဲ့ရှင်မင်းတရားတဲ့ကြည့်ကျွန်တော်မျိုးမှာလက်စွပ်10ခွန်းရှိတယ်တဲ့လက်စွပ်ဘယ်နှခွန်းလဲအရှင်မင်းတရားကိုမပေးဘူးတဲ့တော့ယူတဲ့အဇတတထိုင်ရက်နဲ့ထခုံမလို့18တောင်မြင့်တယ်ထိုင်ရက်နဲ့ခုံရင်ထိုင်ရက်နဲ့ခုံရင်
မတ္တထခုံရင်အတောင်80မြင့်တဲ့ဆင်ပြောင်5စီးအမှန်ကြီးတဲ့ဇာတတမပေးဘူးဖြုတ်လို့မရဘူးဒီရတာပဲရတယ်လားဆုတောင်းခဲ့လို့ဝိပဿနာမြတ်စွာဘုရားလက်ထက်တော်ကဘုရားရှင်ကိုရမြတ်သံဃာတော်တွေသတင်းသုံးဖို့ရန်ဆိုကျောင်းဆောက်ပြီးတော့လူတာကျောင်းဆောက်ပြီးတော့လူတယ်ကျောင်းဆောက်လူတဲ့အခါကျတော့ကျောင်းရည်တရားဝပြုတော့ယရနာတွေအပြည့်ခင်းတာဒုစစ်တောင်မြုပ်တယ်ကျောင်းရည်တရားဝအဲ့ဒါဘုရားရှင်ကိုရမြတ်ကြီးကြွလာတဲ့အခါကျတော့တကတော့မင်းတတ်မှတ်ချက်ထားဟုတ်အဲ့ဒီအခါကျမှလာပြီးတော့တရားနာကြတဲ့ပုဂ္ဂိုလ်တွေဆင်းရဲသားပုဂ္ဂိုလ်ဆိုရင်အဲ့ဒီယနာပြည့်လက်နဲ့ဆုပ်ယူသွားချမ်းသာတဲ့ပုဂ္ဂိုလ်ဆိုတဆုပ်ပဲယူအဲ့လောက်ဒါနပြုတဲ့ကြားတဲ့ကပုံနာကြီးတယောက်အပရာဇိတတရေမြတ်စွာဘုရားကိုကြီးညိုလို့မနှောမရဗရမ ्या ကြီးလှူတာအတက်ခိုးတာအဲ့ဒါကိုတွေ့တဲ့အခါကျမြတ်စွာဘုရားတဲ့တပည့်တော်စိတ်ဆင်းရဲတယ်အဲ့ဒီခါကျမြတ်စွာဘုရားတခါကြီးတဲ့ကုသိုလ်လည်းပြုရတယ်ဆူလည်းတောင်းရတယ်ပြောသားတိဗ္ဗပါလားရှားရှည်တယ်လို့မထင်နဲ့နော်ဆိုရှားရှည်တယ်လို့ဆူတောင်းတာရှားရှည်တယ်လို့ထင်တာရည်ချက်မပါတဲ့ပုဂ္ဂိုလ်ပဲ့မပါတဲ့လေနဲ့တူတယ်ရည်ချက်မပါတဲ့ပုဂ္ဂိုလ်ကပဲ့မပါတဲ့လေကမိမိလိုချင်တဲ့ပန်းနဲ့ရောက်သလားအဲ့ဒါကုသိုလ်ပြုပြီးတော့ဆူမတောင်းတဲ့ပုဂ္ဂိုလ်ကပဲ့မပါတဲ့လေနဲ့တူတယ်အဲ့ဒီကမှတခါကြီးကုသိုလ်လည်းပြုဆူလက်တော့အဲ့ဒီခါကျမှဇောတိကတထေကဤကာမကုသိုလ်ကံကြောင့်ကျောင်းဆောက်ပြီးလူတိုင်းကာမကုသိုလ်ကံကြောင့်ရှင်ဘုရားမြတ်သိမြင်တော်မူတဲ့တရားတို့တရားမြတ်သိမြင်စွာရရှိရသိရမြတ်ပါဒါရမကနိဗ္ဗာန်ရသည်ကတော့အမတချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို့ဒါရမကတပည့်တော်ပိုင်ဆိုင်တဲ့ပစ္စည်းမှသာတပည့်တော်မပေးဘဲနဲ့ဘယ်သူမှလူရဖြစ်စည်းလို့မရပါဘူးအဲ့လိုကုသိုလ်လည်းပြုခဲ့တယ်ဆုလည်းတောင်းခဲ့တယ်အတိပ္ပပေါ့လားဒါမို့ဇောတိကပစ္စည်းသိလို့ရတယ်လားဘာပြုခဲ့လို့လဲကုသိုလ်လည်းပြုပြီးတော့ဆုတက်တောင်းတယ်ဒါမို့ဒကာကြီးတို့ကုသိုလ်ပြုပါကုသိုလ်လုပ်ပါကုသိုလ်လုပ်ပြီးစွဲစွဲမြဲမြဲလုပ်ပြီးတော့ဆုတက်တောင်းပါမိမိဖြစ်ချင်တာညွတ်ဒိဗ္ဗပေါ့သားလားအခုပြောတယ်ဘယ်ဘဝလာတာလဲမသိဘူးဘယ်ဘဝသွားမယ်မသိဘူးနော်အဲ့ဒါဘယ်ဘဝသွားမယ်ဆိုတာမသိတဲ့အတွက်ကြောင့်မို့မိမိဖြစ်ချင်တာလေးကိုညှို့ပြီးတော့ကုသိုလ်ပြုပြီးတော့ဆူတောင်းသွားပါဆွဆွမြဲမြဲဆူတောင်းသွားပါဟုတ်လားရှင်းတဲ့ငရဲကင်းပြီးတော့ဘဝတို့မဖို့ရပါလို့ဤကုသိုလ်ပြုဆူလက်တောင်းဒိဗ္ဗပေါ့သွားလားအဲ့ဒါဘယ်ဘဝလာတာလဲဘယ်ဘဝသွားမှလဲတကယ်မသိဘူးလားကလိုက်ဆိုမသိဘူးလားမေတော်ခါသိပါတယ်ဟုဖြေကြရှာမိမိဘဝသေးရမှာဧကမုတ်ချသိကြပါမိမိဘဝသေးရမှာဧကမုတ်ချသိကြပါဆိုတာတရားမှသိလေကုသိုလ်များများလုပ်လေဗျာအဲ့ဒါသေဘေးကလွတ်လေဗျာဒါသေဘေးကလွတ်ချင်တယ်ဆိုရင်ကုသိုလ်လုပ်မှာကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်မှသာသေဘေးကလွတ်မှန်လားအတိပ္ပယ်ပေါက်သားလားဒါမို့ကုသိုလ်ရမယ့်ကိစ္စမှအကုန်လို့ဓာတိတိုက်တွန်းပြီးခဲ့တယ်ဘယ်နှချက်ရှိ3ချက်ဘယ်ဘဝလာတာလဲဘယ်ဘဝသွားမှာလဲတကယ်မသိဘူးလားဘာသိတာလဲတရားမှသိရင်ကုသိုလ်လုပ်တယ်ကုသိုလ်လုပ်လေနိဗ္ဗာန်ရလိမ့်မယ်ဟုတ်တယ်မလားကုသိုလ်လုပ်တာဘာဖြစ်လဲဆိုတော့ဒီမှာဒီဥပမာအဖြစ်ရေခွက်တစ်ခွက်ဟလာရေပြည့်ဖြည့်စားစုပ်ထဲတောက်ကြည့်တော့ဘလို့နေလဲဘာလို့ငါလဲဘာနဲ့လို့လဲ
တန်ကြီးထဲမှာရေပြည့်ပြည့်ဇာစုပ်ထဲတောက်ကြည့်ရဘလို့လဲငန်းလားဘာလို့လဲလက်တက်ဆုပ်လို့အာကုသိုလ်လူတိုင်းမှာရှိတယ်အဲ့ဒီအာကုသိုလ်တရားတွေပပပဲကုသိုလ်များများလုပ်မသိမရှင်းလို့သိအောင်မလုပ်နဲ့ဟုတ်လားဒီဘပါလားမသိမရှင်းလို့သိအောင်မလုပ်နဲ့မသိမရှင်းလို့ဆိုတာဗါလဲကုသိုလ်သိအောင်မလုပ်နဲ့ဆိုတာအကုသိုလ်ဒါမို့ဟိုဒေဝကငါလာပြနော်တော့တဲ့ဩဝါဒတွေပြတဲ့မအောင်နဲ့ညီတော့ဆုံးမတတ်မအောင်မသိမချင်းဟောသိအောင်မဟောနဲ့ဟုတ်တော့မသိမချင်းဟောဆိုတာမြတ်စွာဘုရားဟောတာလမ်းစဉ်နဲ့မသိမချင်းဟောသိအောင်မဟောနဲ့ဆိုဘုရားမဟောနဲ့ရှောက်မဟောနဲ့လားကပြောတာမဟုတ်ငါဆုံးမလားအဓိပ္ပာယ်ပေါက်သားလားအေးသွားကြစို့ဘယ်နှချက်ရှိသွားလဲဒီနေ့ကဒီတရားပြီးမှပြီးပါမလားအဲ့လားဘယ်လာတာလဲဘယ်ဘဝသွားမှလဲတကယ်မသိဘူးလားဘာသိတာလဲသိမှာကိုတကယ်သိသလားတဲ့ကြလိုက်စောမသိဘူးလားမေသောခါသိပါတယ်ဟုဖြေကြရှာမိမိဘဝသေးရမှာဧကမုတ်ချသိကြပါမိမိဘဝသေးရမှာဧကမုတ်ချသိကြပါမိမိဘဝသေးရမှာဧကမုတ်ချသိကြပါအဓိပ္ပာယ်ပေါက်ပြီလားတရားမှသိရင်ကုသိုလ်လုပ်လိမ့်မယ်ဟုတ်လားအဓိပ္ပာယ်ပေါက်နော်နောက်တစ်ခါနောက်ဆုံးပါလေဘယ်ဘဝလဲမသိဘူးဘယ်ဘဝသွားမလဲမသိဘူးတကယ်မသိတာသိတယ်တကယ်သိသလားဆိုတော့မသိဘူးဘာမှသိတာလဲဆိုတော့နေညာမနဲ့ချိန်များစွာဘယ်ချိန်သေမှမသိပါအဲ့ဒါပဲနေညာမနဲ့ချိန်များစွာဘယ်ချိန်သေမှမသိပါအဲ့ဒါအနစ်ပဲဘယ်ချိန်သေမှဆိုမသိဘူးလေသိပါမလားသိပါဘူးကလည်းဆိုနေညာမနဲ့ချိန်များစွာဘယ်ချိန်သေမှမသိပါနေညာမနဲ့ချိန်များစွာဘယ်ချိန်သေမှမသိပါဆိုတာသိရတာအဲ့ဒါအကြောင်းမို့ကြိုတင်ပြင်ဆင်ထားကြပြောတာနော်ဘာသာကြောင့်မို့မြတ်စွာဘုရားပြောတဲ့ဘလောက်ဆုံးမအန္တိဘူတောအယံလောကောတဲ့အယံလောကောဟောဒီလူနာပြမတတ်တော်အန္တိဘူတောဘာမှညာမှမသိတဲ့မတုံ့နေတာတကုနောဇာလမုတ်တော်ဝဇာလမုတ်တော်ဝမုတ်ဆိုးလက်နဲ့ပိုက်ကွင်ရမှာလွတ်တာတကုနောငတ်တတ်တော်ဒီအဘောတကောင်တလေးပဲရှိတယ်မုတ်ဆိုးလက်ကလွတ်သွားတဲ့ငှက်ဆိုတာတကောင်တလေးပဲရှိတယ်သေမင်းလက်ကလွတ်သွားတဲ့ပုဂ္ဂိုလ်ဆိုတယောက်တလေးပဲရှိတယ်နော်သေမင်းလက်ကလွတ်သွားတဲ့ပုဂ္ဂိုလ်တယောက်တလေးပဲရှိတယ်မုတ်ဆိုးလက်ကလွတ်သွားတဲ့ငှက်ဆိုတာတကောင်တလေးပဲရှိတယ်နော်သေမင်းလက်ကလွတ်သွားတဲ့ပုဂ္ဂိုလ်ဆိုတာတော့မကျွတ်တပြင်းစင်တာလက်ကဟောခဲ့တာမဟုတ်နှစ်သက်မှာဒါလေးတွေမိတ်နေမှာဆိုလို့ကိုကုသိုလ်များများလုပ်နေဖို့ဒီပဲပါလားအဲ့တော့တိလေကုသိုလ်လုပ်လေကုသိုလ်လုပ်များရင်သေဘေးကလွတ်တယ်ပေါ့ဒါကြောင့်မို့ကြွတင်ပြင်စင်တာအဲ့တော့ဒေသနာလဲဆုံးရောသောတာပန်တည်တယ်ဘာတည်သွားလဲအဲ့ဒါဘာအကျိုးလဲမရဏနုဒ္ဒတိကမ္မထာအကျိုးအဓိပ္ပာယ်ပေါ့လားကလိုက်ဆိုယုံနာနှစ်ချက်ငါအသက်မြဲလျက်မတည်ပဲသေဖို့ရန်သာငါခန္ဓာပန်စွာမြဲခဲ့ပေသို့သုံးပါယုံနာနှစ်ချက်ငါအသက်
အိဗယ်ပေါက်သွားလားအဲ့ဒါနဲ့ငါသေးရမှာပါလားလို့အဲ့လိုသုံးသပ်ဆင်ခြင်ပြီးတော့သေးရမယ်ဆိုတာတိလေကုသိုလ်လုပ်လေကုသိုလ်လုပ်လေကုသိုလ်လုပ်လေပြီးတော့မိမိလိုဒီအိုဘေးနာဘေးသေဘေးကင်းဖို့ရတဲ့ညှို့ပြီးတော့ကုသိုလ်လုပ်သွားမယ်ဒီကာမကုသိုလ်ကံကြောင့်ဘုရားတပည့်တော်တို့မိသားစုတွေနိဗ္ဗာန်ရသည်ကကိုယ်ကြီးဆင်းရဲခြင်းမျိုးစိတ်ဆင်းဘယ်ဘဝဘယ်ခါမှမတွေ့ကြုံပြစေနဲ့တော့ဘုရားစိတ်ချမ်းသာကိုကြမှာနဲ့ပြည့်စုံပြီးတော့ဘဝတွင်မဖို့ရပါစေညှစ်ပြီးတော့ဆူတောင်းပါပြီးတော့ကုသိုလ်လည်းများလုပ်အိဗယ်ပေါက်သွားလားအဲ့လိုအဲ့ခါကျတော့မှပြိဿပေါက်8400ခေါင်းငယ်ဆိုင်ကြပါအန္တိဘူတော်ယံလောကောဆုံးပါအဲ့ဒါနဲ့ပြိဿတွေလည်းပြီးသွားတော့တရားဝဲလည်းပြီးသွားပြိဿတွေလည်းပြန်ပိသကာရီခေါ်တဲ့မြို့သမီးလေးတကောက်တောင်းလေးကောင်းမှရွက်ပြီးဖခင်ရှိရရောက်လာတဲ့အခါကျတော့ဖခင်ဖြစ်တဲ့ပုဂ္ဂိုလ်ကပင်မတော့အိပ်ပြောနေအဖေဓမင်းစားအောင်ဆိုသွားနိုးတာလန့်ပြလွန်းနဲ့ထိုးတာရင်ဝတဲတဲ့ထိုးပြီးတော့သေရောနင်းညမနဲ့ချိန်များစွာဘယ်ချိန်သေမှမသိပါဒါမို့ကြိုတင်ပြင်ဆင်ထားကြပြီးသွားပြီငါကြက်ထားတာအဲ့ဒါပဲဒီတဲ့ဟောကြလည်းမရှိတော့ဘူးငါလည်းတော့ပါပြီလားတော်ပြီနော်ကဲကဲတော့လူထားတဲ့ဒါနကုသိုလ်စောင့်တည်ရတဲ့သီလကုသိုလ်နာကြသောပေါင်းများသောပေါင်းနာကမှုသိစိနာစွမ်းတတ္တိကြောင့်တင်တရားနာပရိသတ်ပေါင်းတော်ကောင်းတို့သည်လောကဒုက္ခတန္တရာပိစုံမှာကင်းလွတ်ကြပြီလျင်ဘဝတော်ဖြင့်မတ်ဖို့ကိုရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်သောပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်များဖြစ်ကြပါစေကုန်သတည်းယမေပုံညာအတဝေခေယံဝါဟောတုဣဒမေပုံညာနိဗ္ဗာနတ္တဒုစယောဟောတုအရှင်ဘုရားဘိတော်တို့သည်သန္တရာတိဟုသောဘုဆင်းရဲဝေဩကရေယမခမြောက်ပါရခြင်းအကျိုးငါဓမ္မဒါနဓမ္မပူဇာဝဲပြုလုပ်ရာအခါကာလသမယ၌လူရန်ရသောဒါနကုသိုလ်သောက်တည်ရသောသီလကုသိုလ်နာကြရသောပွားများရသောဘာဝနာကုသိုလ်စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့မိသားစုအပေါင်းသူတော်ကောင်းတို့သည်နိဗ္ဗာန်ရသည်ကာလတိုင်အောင်ကိုယ်ဤဆင်းရဲခြင်းစိတ်ဤဆင်းရဲခြင်းဘယ်ဘဝဘယ်ခါမှမတွေ့ကြုံရ၍စိတ်ချမ်းသာကိုကြမ်းမှာပြည့်စုံကြပြီလျင်ဘဝတော်ဖြင့်မတ်ဖို့ကိုရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်သောမိသားစုများဖြစ်ရပါလို့ဤအရှင်ဘုရားဒီကောင်းမှုဟောဘာကဝိသမယကိုဝိသမိခင်ဝိသဖခင်ဆရာသခင်ကျေးဇူးရှင်တို့အလကားကိုဆောင်နတ်ကျောင်းဆောင်နတ်ဓမ္မယုံဆောင်နတ်ဇီရီတော်ဆောင်နတ်အိမ်ဆောင်နတ်ရပ်ကွက်ဆောင်နတ်မြို့ဆောင်နတ်ရွာဆောင်နတ်လယ်ဆောင်နတ်ကွင်းဆောင်နတ်ချောင်းဆောင်နတ်မြေဆောင်နတ်မုဒ္ဒရာဆောင်နတ်လိနသာမုဏသဗ္ဗမကျံတောဆောင်နတ်တောင်ဆောင်နတ်ဘုံပဇောယုတ်ကဇောအာဂတဇောနတ်သတုလောကပါဠနတ်သာသနာကိုစောင့်ရှောက်ကုန်သောနတ်မြတ်နာကနတ်ပေါင်းနဲ့တကွအကြာမင်းယမမင်းမယတနေယမမင်းအစထား၍အထက်ဘဝအဝိဇိ
နန္တိစကြဝဠာသီလထုတ်ခြင်းအကျဉ်းမရှိ32ဘုံယနေ့ကုံသောဝိနည်းဒုခိတဒုခိတတတဝါအပေါင်းတို့အားအမြပေးဝေပါ၏အမြပေးဝေပါ၏အမြပေးဝေပါ၏အမြပေးဝေသောခဏ၌သာဓုသာဓုသာဓုခေါ်ဆိုနိုင်ပါစေတည်းကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးဆင်းရဲနဲ့ငရဲကင်းကြပါစေ